不做的，培养班哪里个？培养班爱你的了，过班爱他了。啊，培养班不做的，培养班啊，别说培养班个几年的，不对的，别说培养个现在的哪里来培养有办面的，不会办面好了，哎，你不会都办来他了。我干的，我后半年厂里的，来了。啊，那里那话过来，那你说我们那后半年约你的，谁来了？我们那么全部做你的，培养班过来看我们来，好了。အဲ့တော့ကြည့်လိုက်သေးတယ်တကားပေါက်ကဝင်လို့ဧကန်းနဲ့နှမ်းကြည့်လိုက်အမလီငါအိမ်မှာလာတဲ့လူတွေငါရှေ့ကတ်ထားတာမြင်သွားစေရမယ်ဆိုတော့ငါအကြိုက်ပူဇော်နေတာလားဖရာအကြိုက်ပူဇော်နေတာလားပူဇော်တာဘု து ပူဇော်တာလဲအမှန်ဖရာနာမည်ပဲခံတာကုမ္ပဏီကတော့ဖရာပဲဟုတ်လားမန်နေဂျင်းဒါရိုက်တာကိုဖြစ်နေတာဟုတ်လားဖရာကိုတခါတည်းပန်းဝင်တခါတည်းကိုယ့်ဘက်တစ်ခုဖရာဘက်တစ်ခုမှမလဲကိုယ့်ဘက်ပဲလှည့်တာကဲဒီတော့ပြိဿတစ်သီးကပ်ပါပြီလေထားပါပန်းသီးတို့မလကာသီးတို့မပြောပါဘူးခင်ဗျားတို့သင်္ဘောသီးအစိမ်းကြီးများအိမ်ရောက်ရင်ဘယ်နေရာအရင်ဆုံးပို့လဲဟဲ့ကောင်လေးရေစီးဖရာရှိမှသွားကတ်ထားလိုက်သင်္ဘောသီးအစိမ်းကြီးရှိသေးတယ်ဟုတ်လားဖရာရှိကိုမမဲမချင်းကတ်ထားတာဟုတ်လားဝင်းလာပြီအခွန်လေးကိုပြောင်းလာပြီဆိုတဲ့အခါကျတော့စမ်းကြည့်လိုက်ဟဲ့စွန့်တော့စားလို့ရနေပြီဟမ်ကျွတ်တို့ဖရာကလက်သက်တော့အပူဇော်ခံရတယ်မလားဘယ်ဟုတ်မလဲသတိဆောင်ပေးနေရတာမှန်လားဟောမမဲ့ခင်ကျွတ်တို့ဖရာအချင်းကြီးကောင်းတယ်မဲ့တဲ့နေကြသူတို့ကြိုင်ပြီဟုတ်လားအဲ့တော့စားပါမစားရမို့စားတဲ့နေဩတို့ဘုရားကအစိမ့်ကြီးတွေအကက်ခံရတာဒီနေ့မဲ့တဲ့နေလေးတော့ဘာပဲပြောဘုရားလည်းပြောတပကံတော့ဇွန်ခင်းလေးနဲ့ကတ်အောင်မပဲလို့သတိရရတာဘုရားကပ်ပြီးလာကြဟေးတွေ့လိုက်ကြပြီပြိဿဟုတ်လားဘာဒီကျွတ်တို့ဘုရားကနေပန်းသီးတွေအကြီးကြီးတော့ကတ်ထားတာပဲဟုတ်လားဧည့်သည်မလာခင်ဘုရားချင်းတွေကောင်းတယ်ဧည့်သည်လာတာနဲ့ဟဲ့ဘုရားရှိတော့ဆော့ချလိုက်တော့ဟုတ်လားအဲ့ပန်းသီးကျွလိုက်ပြီဟုတ်လားအဲ့တော့ဘုရားဧည့်သည်မလာခင်အထိပိုင်ဆိုင်ခွင့်ရှိတယ်ဟုတ်လားဧည့်သည်လာရင်သွားပြီဟုတ်လားအဲ့ဒါမှဧည့်သည်ကရှဲအရေးကြီးတဲ့ဧည့်သည်ဆိုပိုးဆိုးသေးတယ်ဘုရားကြီးကပန်းသီးရောမာလကာကြီးရောဘာမှမကြံတော့အကုန်လုံးဟုတ်လားအဲ့ကြောင့်တခါတလေဘုရားရှင်ကလည်းပဲတခါပြောင်းထွန်သွားတာဟုတ်လားအဲ့တော့ပြိဿမှန်လားမှားလားဘု து အကြိုက်ပူဇော်တာလေဩကိုကြိုက်ပူဇော်တာအေးဘောကိုကကိုလက်နဲ့ချရင်လည်းချပါဟုတ်လားတခါဆွမ်းတော်ကတ်တဲ့အိမ်ကြီးရှိသေးတယ်ဆွမ်းစားကြွမှာနင်တို့ဘာလုပ်တာလဲဘုရားကတ်တာလေးဘုံနဲ့ဟုတ်လားဒီလောက်တပိတ်လေးတွေနဲ့ဟုတ်လားအပေါ်ကကြားလေးကျူးပေါက်လေးတွေတင်းပြီးတော့ပျော်စိတ်ကဝိုင်းတော့ဒါကြပေါ့ဟဲ့လို့နင်တို့စားမဲ့ပကံနဲ့ဒီလိုပျော်စိတ်ဝင်နင်တို့ဘယ်လိုလုပ်လဲဖုံးမောလည်းအကုန်ရှောက်ကြည့်တာပဲမကြည့်လို့ရမလားနင်တို့ကိုချင်းမှမစားလို့တို့ဘုရားကတော့တရားနဲ့ပေါက်ဆိုရောကလည်းနင်တို့စားမလားလို့ကဲစားမလားဘု து ကတ်လဲဘုရားကျတော့ကတ်တယ်ကိုကြိုက်တဲ့အစားအစာများဘုရားကတ်လို့ရှိရင်တို့ပြိဿဒီထဲမှာကျက်စီတမင်မကြိုက်တဲ့လူပါလားကဲကျက်စီတမင်တပွဲလောက်ဘုရားကိုကတ်ဘူးလားကတ်တော့ကတ်မယ်ကတ်ရင်ပြိဿ7 နာရီမထိုးခင်ကပြီ7 နာရီကြည့်လိုက်မလေး7 နာရီထိုးရတယ်ဟုတ်လား7 နာရီနာရီကြည့်တယ်ဟဲ့7 နာရီထိုးပြီးဘုရားဝဲစွန်းတော့ဟုတ်လားစွန်းပြီးအကြိုင်တွေ့ပြီဟုတ်လားအဲ့တော့ပြိဿစဉ်းစားကိုယ်အကြိုက်တွေပဲလုပ်နေတာဘုရားအကြိုက်ကသိမရဘူးဟုတ်လားဒါကြောင့်တို့ပြိဿစဉ်းစားပါမြတ်စွာဘုရားရဲ့ကိုယ်သာတည်ထားလိုက်တဲ့အဲ့ဒီဓာတုဓမ္မဩဒေသပရိဘောဂလို့ခေါ်တဲ့ဇီရိယော၄မျိုးကိုဆွမ်းနေပန်းနေရည်ရန်နေသစ်သီးတွေနဲ့ကတ်လူနေတာတကယ်ကတ်တတ်ရင်အကျိုးမရုပ်ပါဘူးတခဲကိုအကျိုးကြီးပါတယ်မကြည့်ဘူးလားတတ်တော်တင်ရှားရှင်တော်မြတ်ဘုရားကိုရည်မှန်းပြီးတော့ပန်းလေးတစ်ပွင့်ရည်ကြမ်းလေးတစ်ခွက်သစ်သီးလေးတစ်လုံးပဲကတ်လူပါစေစေတနာထက်သန်လို့ရည်ရွယ်ချက်မှန်ကန်ရင်အကျိုးကြီးမှာပါပဲဒီတော့တော်တော်များပူဇော်နေတာပရိသတ်ရဲ့အဲ့ဒီပန်းရည်ကြမ်းသစ်သီးဆွမ်းနဲ့ပဲပူဇော်တာများပါတယ်ဟုတ်လားဒီတဲ့ပူဇော်တာသိမရှိပါဘူးဟုတ်လားဒါနေသူနေသားတွေလားရန်ကုန်သူရန်ကုန်သားတွေလားတော့မသိဘူးတော်တော်များရန်ကုန်မှာကြံတဲ့အချိန်တာပေးတာဖះရှိခိုးတဲ့အချိန်ကျတော့ပေးတာတခါတည်းဘုရားကခုနပြောလို့ပန်းနေရန်နေကပ်ပြီးတုတ်ကြည့်တင်ပြီးတော့ဟောကသာတော့မှဆိုတော့တခါအရာတိုင်းနဝကလေးရန်ဆိုင်တော်ကုမတော်ကုံတော်တုံနေပဲတန်ကြီးတန်ချလေးနဲ့ဆိုလဲပြီးတော့ကုသိုလ်အမြတ်ဆိုတခါပြီးချိန်တော့ခေါက်တယ်မောင်းနေပိုင်းခေါက်တယ်ဟုတ်လားအဲ့တော့အဲ့တလောက်လေးနဲ့ပူဇော်တာကတော့မပြည့်စုံသေးဘူးမြတ်စွာဘုရားကြိုက်တဲ့ပူဇော်ခြင်းကိုတို့ပြိဿမရောက်တာများတယ်ဟုတ်လားအခုပူဇော်တာလည်းရည်တော့ကြည်ရတယ်ကျွတ်တို့မြတ်စွာဘုရားဟာလေတကူကြီးလာတယ်ပဲပြောရမလားဘယ်လိုဝေမာမတော့မသိဘူးအရင်တုန်းကအိမ်တော်များမှာဘုရားပန်း
ကျွတ်တို့အညာရွာတွေဆိုကိုဆိုပါတယ်ဘုရားပန်း6နေတာများတယ်ဟုတ်လားဘုရားပန်း6နေတယ်ဘုရားရှိသတိဆိုတာသိမများဘူးအခုခေတ်ကျွတ်တို့ဘုရားအဆင့်တော်တော်မြင့်သွားတယ်တလင်းလာနေနဲ့တောက်ကြနေဈာဆိုရင်ဘုရားမှာပန်းနေသတိတွေဝေးနေတာပဲဟုတ်လားဘာဖြစ်လို့လဲသိလားဟမ်ဒီကနေ့မနက်ကစားပြီးတော့နံပါတ်ရှာမယ်ဖရာဟောဒီမှာပန်းသီးကြီးကိုလှူလိုက်တဲ့အတွက်မပင်မပန်းမဲနဲ့နံပါတ်မြန်မြန်တွေ့ပါစေဆိုလားဟောပန်းသီးလေးကိုမပင်မအောင်လှူရတာနဲ့ဟုတ်လားမြန်မြန်ပေါက်ဖို့ရအတွက်ဟောဒီမှာအောင်သပြေလေးနဲ့လည်းတပိတော့လှူအောင်မယ်အောင်သပြေကလည်းတွန်းနွားနဲ့ဖရာရှိမှမလှဘူးလားခုနှလုံးသုံးလုံးပေါ်လာတဲ့ခေတ်ကြီးမှာကျွတ်တို့မြတ်စွာဘုရားရဲ့ဘုရားကျောင်းဆောင်ကတော့အတော့ကိုလှတယ်ဟုတ်လားသို့တော်ပရိသတ်ရေတောက်ကြနေရောက်ပြီဆိုတော့ခုနကပြောတဲ့တတိအကုန်ကုန်ပြီဟဲဆွန်းတော့မနေ့ကတပတ်ခါနားတယ်ဟုတ်လားစနေနဲ့တနင်္ဂနွေနားတယ်ဟုတ်လားအဲ့တော့စနေတနင်္ဂနွေကျရင်အချိန်လေးဘယ်သူကောင်းလဲအဲ့ကြမှာဘုန်းကြီးအလှည့်ရောက်ဟုတ်လားတောက်ကြတနင်္လာကျဘုန်းကြီးအချိန်လေးမကောင်းတဲ့ရက်ဟုတ်လားတနင်္ဂနွေနဲ့စနေဆိုဘုန်းကြီးအချိန်လေးကောင်းတဲ့ရက်အဲ့တော့တော်တော်များများပူဇော်နေတာတွေကရည်ပဲချက်တွေလည်းမှားနေတယ်ပူဇော်မှုတွေလည်းမှားမနေဘူးလားပရိသတ်ရဲ့လောကီအကျိုးလေးကိုပဲမျှော်ကိုးပြီးတော့ပူဇော်ရင်အဲ့ဒါကလောကီလောက်တော့ရရင်ရမယ်လောကုတ္တရာချမ်းသာရပါမလားမရပါဘူးနိဗ္ဗာန်ကိုပရိသတ်ရဲ့ဌာနကောင်းမှုတစ်ခုတည်းနဲ့ရောက်ပါမလားမရောက်ပေမဲ့ပရိသတ်ရဲ့ဌာနကောင်းမှုမပိုင်ရောရပါမလားမရဘူးဒါကြောင့် तू မပိုင်လည်းမပြီးဘူးသူ့ကြည်လည်းသွားလို့မရဘူးဆိုရင်ဒီလုပ်ငန်းဟာလုပ်ရမယ်အလုပ်လားမလုပ်ဘဲနေရမယ်အလုပ်လုပ်ကိုလုပ်ရမယ်ဒါကြောင့်ဖယားနဲ့ပတ်သက်တဲ့ဒါနကောင်းမှုတရားနဲ့ပတ်သက်တဲ့ဒါနကောင်းမှုသံဃာနဲ့ပတ်သက်တဲ့ဒါနကောင်းမှုမြောင်များစွာရှိပါတယ်ဖယားနဲ့သံဃာမှာသွန်သင်္ကန်းကြောင့်စီပစ္စည်းလေးပါးလေးလိုအပ်ရင်ပူဇော်ပြီးတော့ဒါနကောင်းမှုရအောင်ယူရပါမယ်တရားတော်ဘောမှာတကယ်ကြီးညိုလေးစားတမှုထားကြမယ်ဆိုရင်ဟောအခုဒေါ်နန်းဦးတို့ဘလောက်ဝမ်းမြောက်ဖို့ကောင်းတယ်မိမိရဲ့ဓမ္မအလူဆိုတဲ့ဒီတရားအလူဟာမသိသေးတဲ့လူတွေသိသွားတယ်သိပြီးသားတွေရှင်းသွားတယ်ပူနေတဲ့လူတွေအေးသွားတယ်အေးနေတဲ့လူတွေငြိမ်းချမ်းသွားတယ်ဆိုတာပြိဿတရားမှာအဲ့ဒီခုံလေးမရှိဘူးလားရှိတယ်အခုတို့ပြိဿမသိတာတွေသိမသွားဘူးလားသိတာလေးတွေရှင်းမသွားဘူးလားအပူလေးတွေအေးမသွားဘူးလားအေးပြီးသားလူတွေဆိုငြိမ်းမသွားဘူးလားအေးအပြင်ကလူတွေတော့အေးလွန်ပြီးတော့ကိုယ်သွားရင်တော့ကျုပ်နဲ့မဆိုင်ဘူးလားဟမ်အဲ့တော့ပြိဿစဉ်းစားအလူထဲမှာဖယားအတွက်တန်ခါအတွက်ဆိုရင်သွမ်းသင်္ကန်းကြောင်းစီပစ္စည်းလေးပါဒါနကောင်းမှုမလိုအပ်ဘူးလားတရားဆိုရင်ပြိဿရဲ့ဓမ္မဒါနကောင်းမှုအလှရှင်တွေမလိုအပ်ဘူးလားတရားရဲ့ကိုစားပြုလိုက်တဲ့ကောင်းမှုဟာလူထောင်သောင်းချီတဲ့ပြိဿအတွက်အင်းကြီးမှုအစစ်တွေလက်တွေ့ရမသွားဘူးလားအဲ့ဒါပဲဒါကြောင့်တရားအလှဟာအမျက်ဆုံးပဲလို့ဘုရားဟောတာအဲ့ဒါကြောင့်လူနှလုံးသားတွေကအပူလောဘဒေါသမောဟမာနသောကပရိဒေဝဆိုတဲ့အပူမျိုးစုံကိုငြိမ်းအောင်ညှင်းပေးနိုင်တာပြိတ္တိဟောဒီတရားကမှညှင်းပေးနိုင်တာဒါကြောင့်လူနှလုံးသားတွေကအပူကိုငြိမ်းအောင်လှူတဲ့အလူဖြစ်တဲ့အတွက်ကြောင့်ဒီတရားဟာပြိတ္တိခဏလေးနာရင်ခဏလေးငြိမ်းတယ်နာပြီးသားကိုလက်တွေ့ကျင့်တဲ့အခါကျတော့တော်တော်လေးငြိမ်းမယ်လက်တွေ့ကျင့်လို့ရတာနေမညာဘုံညာအတ္တိရအောင်ရှုပွားလိုက်တဲ့အခါကျတော့သန္တရာတစ်ခုလုံးငြိမ်းတယ်ဒါကြောင့်အငြိမ်းတဲ့အစ်စ်ကိုလှူရာရောက်တဲ့အတွက်တရားအလူဟာအမျက်ဆုံးပဲလို့မြတ်စွာဘုရားကမိန့်ခဲ့တာဟုတ်လားဒါကြောင့်မြတ်စွာဘုရားရဲ့ကိုယ်စားဓာတုဓမ္မဩဒေသပရိဘောဂဆိုတဲ့ဇီလေးမျိုးရဲ့ရှိမှာသွမ်းနေပန်းနေရေချမ်းနေသီသီတွေစီမီတွေရွှေသင်္ကန်းတွေနဲ့ပူဇော်ကြတာပူဇော်ရတော့ရောက်ပါတယ်ပရိသတ်ရဲ့အဲ့ဒီပူဇော်ခြင်းလေးနဲ့တော့မပြည့်စုံသေးပါဘူးဟုတ်ရဲ့လားဒါနကောင်းမှုဟာနိဗ္ဗာန်သူ့ကြည့်ပဲမရောက်ဘူးဆိုရင်အဲ့ဒီပစ္စည်းလေးပါးနဲ့ပူဇော်ယုံလေးနဲ့ပရိသတ်လူကျင်တဲ့နိဗ္ဗာန်ရပါမှာမရဘူးသို့တော့အချင်းကြီးဖြစ်သွားတာမဖြစ်ဘူးပြိဿအလကားတော့ဖြစ်မသွားဘူးနော်ပြီးတော့ဒုပြိဿကျုပ်ကဒီနေရာကနေဥပမာပေါ့ဗျာကျုပ်က international ဘုန်းကြီးတော့ဒေါ်လာ90တန်တရွက်နဲ့100တန်တရွက်2ရွက်ထောင်များမယ်ဒုပြိဿဘယ်ဟာယူမလဲလို့မေးရင်ဘာပြောဘာယူမလဲဒေါ်လာ90နဲ့ဒေါ်လာ100လေဘာကိုယူမလဲ100ကိုယူမယ်ဩကြိုက်တက်လိုက်ရတာသိပါတယ်ကျုပ်ကလည်းမေးတာမေးရတယ်100ပဲပြောမယ်ဟုတ်လားဒါဆိုရင်ကျုပ်ကလည်းအာကြမခံပြန်မေးပါလားအရှင်ဘုရားလက်ကောက်နဲ့ငကဘယ်ဟာယူမလဲလို့ထောင်ပြကြည့်ပါမပြဘူးမော်တာယူပါဘူးအလို့လျှော့အောင်ဟုတ်လားအတုတွေမှမသိပါမှမသိဟုတ်လားအဲ့တော့ပြိဿ
ဒီမှာပြောချင်တာကရတော့ရတယ် 50% 50% မရမယ်ဟုတ်လားဟောဒီမှာမြတ်စွာဘုရားနဲ့တန်ဃာတော်ရှင်မြတ်တရားခုံကိုရည်မှန်းပြီးတော့သွန်သင်္ကန်းကြောင့်သိပစ္စည်းလေးပါးနဲ့ပူဇော်ကြမယ်ဆိုရင်ရတော့ရပါတယ်ပရိသတ်ရေ50% ရပါတယ် 100% ပြေကိုအတွက်နောက်ထပ်ဘယ်လောက်ကျန်50ကျန်တဲ့ပရိသတ်ရေအဲ့ဒီ50မရသေးပဲနဲ့တောင်းနေတဲ့နိဗ္ဗာန်နီးမလားဝေးမလားဝေးပါဗျာသွားကျင်တာကဘယ်ထိတကယ်သွားကျင်တာလားဟုတ်လားဩနိဗ္ဗာန်တော့လုံးဝမလျှော့ဘူးရောင်းစေးပဲဟုတ်လားနိဗ္ဗာန်ကတော့မလျှော့ပါဘူးမလျှော့တဲ့နိဗ္ဗာန်ရတော့ပြိတ္တာဤသွားဖို့တကယ်လူသလားစဉ်းစားကြည့်ပါဒါကြောင့်မြတ်စွာဘုရားကဖျားကြိုက်အောင်ပူဇော်ပါဆိုတဲ့စကားကတခြားကြောင့်ဥစဉ်ပြောတာမဟုတ်ဘူးဖျားကမိန်လို့တဲ့ဟဲ့ငါဘုရားကိုကြည်ညိုတဲ့တကယ်တန်ဖိုးထားတဲ့ပုဂ္ဂိုလ်မှန်ရင်တဲ့စိတ်နေရွှေတွေငွေတွေထဲမှာကိုစားပြုတဲ့အမျက်ဆုံးဗရမ ्या တွေကိုပြိတ္တာဗရမ ्या တွေကိုပန်းကုန်းကြီးသဘွယ်သီကုန်းပြီးတော့ငါဘုရားကိုဒါနာကောင်းမှုအဖြစ်နဲ့လူသမ်းပါစေအေးအဲ့ဒီဗရမ ्या ပန်းကုန်းကြီးနဲ့ငါဘုရားကိုလူရင်လူညာတော်လည်းပဲငါဘုရားတကယ်ကြိုက်တဲ့ပူဇော်ခြင်းဆိုတာသင်တို့မရောက်သေးပါဘူးကဲဒီထဲမှာဗရမ ्या ပန်းကုန်းကြီးနဲ့လူမဲ့လူပါလားဒီလိုဇေဒီကြီးကိုကြီးညိုလုံးဆိုမြတ်စွာဘုရားအေးအဲ့ဒီဗရမ ्या ပန်းကုန်းကြီးနဲ့ငါဘုရားကိုလူရင်လူညာတော်လည်းပဲအဲ့ဒီပန်းကုန်းကြီးတွေနဲ့လှူတာတော်မှမြတ်စွာဘုရားကငါဘုရားကြိုက်တဲ့ပူဇော်ခြင်းမရောက်သေးဘူးကဲပြိတ္တရဲ့မြတ်စွာဘုရားကိုဌာနကောင်းမှုတွေပန်းတွေရည်ချမ်းတွေတည်တည်တွေဆွမ်းတွေရွှေသင်္ကန်းတွေနဲ့ပူဇော်နေုံနဲ့ဘုရားကြိုက်တဲ့တကယ်ပူဇော်ခြင်းဖြစ်ပြီလားဖြစ်ပါဘူးဗျာမဖြစ်သေးဘူးသို့တော့အချင်းကြီးတော့ဖြစ်သလားမဖြစ်ဘူးတကယ်ပူဇော်ခြင်းအစစ်ကိုမရသေးသမျှကာလပတ်လုံးတကယ်ငြိမ်းချမ်းခြင်းအစစ်ဖြစ်တဲ့နိဗ္ဗာန်ရောက်ပါမလားမရောက်ဘူးအဲ့ဒါလေးကိုဒီနေ့ညပြောခြင်းဒါရောအလုံးတော်တို့တရားဓမ္မပေါင်းသူတော်ကောင်းနေရှင်တော်မြတ်ဘုရားရဲ့ကိုယ်သာဓာတုဓမ္မဥဒိတပရိဘောဂစီရီတော်မြတ်တွေကိုနေတိုင်းပူဇော်လို့နေကြပါဒီကနေ့ဒီအချင်းကပါလေရှင်တော်မြတ်ဘုရားရဲ့ကိုယ်သာဖြစ်တော်မူတဲ့ကြိုက်ဒီဥစဉ်တော်မြတ်ကြီးကိုရွှေသင်္ကန်းနေနဲ့ပူဇော်နေတယ်ပန်းနေစီမီလေးရည်ချမ်းနေနဲ့ပူဇော်နေတယ်ဒါလည်းပဲပူဇော်ရတော့ရောက်ပါတယ်သို့တော်ဘုရားကြိုက်တဲ့တကယ်ပူဇော်ခြင်းဆိုတာမဖြစ်သေးပါဘူးဒါဆိုရင်ဘုရားကဘယ်လိုပူဇော်မှကြိုက်တာလဲတို့ပြိတ္တသိဖို့မလိုအပ်ဘူးလားလိုအပ်တယ်ဒါကြောင့်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ရဲ့ရှိတော်မောင်းမှာပန်းနေရရနေတည်တည်လေးဆွမ်းနေကတ်လူပြီးဆိုရင်နဲ့အနှိမ့်ဆုံးဒုပရိသတ်ဩဃာသတော့မရဘူးလားဩဃာသရရင်အဲ့ဒီဩဃာသလေးကိုပရိသတ်လေးလေးနက်နက်ဖြည်းဖြည်းလေးစဉ်းစားပြီးတော့ဆိုကြည့်အခုဩဃာသကိုတစ်ပိုင်းတော့ဆိုကြည့်စမ်းပါနားထောင်ကြည့်အောင်ရင်သွေးတောက်ချင်တော့ပါကဲပြိတ္တစဉ်းစားဩဃာသကိုအခုပူဇော်လိုက်တာဩဃာသကိုပူဇော်လိုက်တဲ့ဒုပြိတ္တအနှစ်ချုပ်ဘာရဲ့ကိုပူဇော်တာဘုရားယရဏတရားယရဏသံဃာယရဏယဇာမြတ်သုံးပါးကိုပူဇော်တယ်ပြိတ္တရေပထမဒုတိယတတိယဘယ်နှကြိမ်လဲပထမတစ်ကြိမ်ပူဇော်ရင်အမရကိုခေါ်ရစကန်တိုင်းဒုတိယကြိမ်ပူဇော်ရင်ခေါ်ရသတ်တိုင်းတတိယကြိမ်ပူဇော်ရင်ပြိတ္တဘယ်နှကြိမ်လဲ၃ကြိမ်ပူဇော်တာဘာရဲ့ဟောဆိုကြည့်ဩဃာသဆိုကြတဲ့ကဒုပြိတ္တအဲ့ဒီမှာအဓိပ္ပာယ်ပါမလားဟုတ်လား
ဩဃာတကိုဘယ်နှကြိမ်ဆိုလဲဘာဖြစ်လို့3ကြိမ်ဆိုတာဩဃာတငငယ်လေးရကလေးလေးရတတရဲ့ဆိုလိုက်တဲ့ဘုံဘုံဆိုပြလိုက်တဲ့ဩဃာတကလေးတွေမဆိုဘူးလားကဲဦးဇင်းတို့တွေအားလုံးဓမ္မဆွေတော်မျိုးတွေငငယ်လေးတွေမရခဲ့ဘူးလားအဲ့တော့သင်တဲ့ကလေးတွေကိုပြီးအောင်သင်နော်ဟိုတလောတော့ကလေးတွေဩဃာတကာယကံဝစီကံနှမျောကံဟုတ်လားအဲ့ကောင်မနောကံပါဟဲ့နှမျောကံမိမိသင်တာနှမျောကံဟုတ်လားနှမျောကံလည်းတော့မလို့နဲ့မနောကံဟုတ်လားဟမ်အဲ့တော့ဩဃာတဆိုကြတဲ့ကအဓိပ္ပာယ်ကလေးနဲ့နေပြီအဲ့ဒီဩဃာတဘယ်တော့ကလေးကပေါ်ခဲ့တာလဲအဖြီးနေတော့ဘယ်တော့ကလေးကပေါ်ခဲ့တာလဲပကံခေတ်မှာထင်ရှားခဲ့တဲ့အနွယ်ထာနဲ့ရှင်အရဟံတို့ခေတ်ကစခဲ့တဲ့ဩဃာတပထမဩဃာတကဆိုလိုက်တယ်ဒုတိယဩဃာတကဆိုလိုက်တယ်တတိယဩဃာတလည်းဆိုလိုက်တယ်ကိုယ့်အကိုပဲပြောတော့မယ်မင်းနေအချိန်ကကုန်တာဩဃာတအခွင့်ပေးပါဗျာဟောပြိဿဗါတဲ့လေဘသူကိုခွင့်တောင်းတာလဲနံပါတ်1ဩဃာတကဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားအရှင်ဘုရားရဲ့အနန္တဂုဏ်တော်တွေကိုပူဇော်ခွင့်ပေးပါဗျာဒီဒီပဲဟုတ်လားဝါကတာစတဲ့ဂုဏ်တော်6ပါးနဲ့ပြည့်စုံတော်မူသောတရားတော်မြတ်ဘုရားဩဃာတတပည့်တော်ကိုရှိခိုးခွင့်ပူဇော်ခွင့်ပေးပါဗျာသုပတိပါဏာသာသောဂုဏ်တော်9ပါးနဲ့ပြည့်စုံတော်မူသောသံဃာတော်မြတ်ဘုရားဩဃာတတပည့်တော်ကိုရှိခိုးပူဇော်ခွင့်ပေးပါဗျာအဲ့ဒါစကြဲကပြိဿမာနတွေကြမနေဘူးလားဩဃာတဘုရားတရားသံဃာယရဏမြတ်သုံးပါးဘုရားတပည့်တော်ကိုရှိခိုးခွင့်ပေးသနာပါမာနကြမသွားဘူးလားဟာပြိဿတကယ်လေးလေးနက်နက်အဓိပ္ပာယ်သိကြရင်အဲ့ဒီဩဃာတက10မိနစ်ခွဲ2မိနစ်လောက်လေးနဲ့ဘုရားရှိခိုးအရှိကြီးရှိခိုးရတာနဲ့အတူတူပဲဟုတ်လားကာယကံဝစီကံမနောကံသဗ္ဗဒေါသခတ်သိမ်းသောအပြစ်တို့ကိုပျောက်ပါစေခြင်းအကျိုးငှာဟောအပြစ်ဆိုတာပြိဿရေကာယကံအပြစ်မရှိနိုင်ဘူးလားဝစီကံမနောကံအဲ့ဒီကာယကံဝစီကံနဲ့မနောကံနဲ့ပေါ်လာတဲ့သဗ္ဗဒေါသခတ်သိမ်းသောအပြစ်မှန်သမျှကိုပျောက်ဖို့ရန်အတွက်မလုပ်တာလဲရှိခိုးတာဟုတ်လားဒီတော့ပြိဿမန်ချရှိခိုးလိုက်ပြီဆိုတဲ့ကအဲ့ဒီစိတ်ဓာတ်ဟာပြိဿရေတော်တော်လေးပျော့ပြောင်းမသွားဘူးလားဒါကြောင့်ကာယကံဝစီကံမနောကံဟောဒီကံသုံးပါးနဲ့ပြင်မာတဲ့သဗ္ဗဒေါသခတ်သိမ်းသောအပြစ်ဆိုးတွေကိုပျောက်ပါစေရဲ့အကျိုးငှာတစ်ချိန်တစ်ချိန်သုံးချိန်ပထမဒုတိယတတိယဘုရားတရားသံဃာယနာသုံးပါးကိုရှိခိုးပါ၏ဘုရားမဆိုဘူးလားပြိဿပန်းနေအစီ1000လှူတာတဲ့တန်ဖိုးရှိတယ်ဗရမ ्या ပန်းကုန်းကြီးလှူတာတဲ့တန်ဖိုးရှိတယ်ဟုတ်လားအဲ့တော့ဩဃာတလေးကိုဒုပရိသတ်ဆိုပြီးသွားတဲ့အခါကျတော့ရက်သွားသလားဤသို့ကြောရသောအကျိုးအားကြောင့်ဓမ္မမို့ရင်ကောင်းမှုကံစေနာတို့ကြောင့်ပါရီဆိုလိုက်တယ်တချို့အပေ4ပါးက3ပါးယပြည့်10ပါးဉာဏ်မျိုး5ပါးဝိပဿနာတရား4ပါးယတနာတရား5ပါးတို့မှာဘယ်နှမျိုးလဲခဏလေးလွတ်ချင်တာလားအခါခတ်သိမ်းတာမလီအခါခတ်သိမ်းကင်းလို့ငြင်းပြီးတော့ရိုးရိုးမဟုတ်ဘူးဇန်တရားမတရားဖို့တရားနိဗ္ဗာန်ချမ်းသာတရားတော်မြတ်ကိုရပါလို့အရှင်ဘုရားရှိခိုးလိုက်တာတော်တော်လေးရှိခိုးပုံရတယ်ဟုတ်လားရပါလို့အရှင်ဘုရားတို့မြတ်စွာဘုရားဥချလိုက်တာပေါ့စင်ပေါ့ဆက်ပြီးလည်းပြီးတော့ဘုရားကိုတတ်တာမလုပ်ခဲ့တာတမဲပဲဟုတ်လားအဲ့တော့ပြိဿဩဃာတလေးကိုတော့အာယုံပြုရည်မှန်းပြီးတော့ယန္တာသုံးပါးရဲ့ဂုဏ်အစစ်ကိုအာယုံပြုရည်မှန်းပြီးတော့ပူဇော်လိုက်ရင်မိမိရဲ့စိတ်ကလေးဟာပြိဿအဲ့ဒီရှေ့ပိုင်းအပိုင်းလေးမှာကိလေသာတွေခဏလေးငြိမ်းချမ်းမသွားဘူးလားဩဃာတကနေမြတ်စွာဘုရားရဲ့ဂုဏ်တရားဂုဏ်သံဃာဂုဏ်ကိုရည်မှန်းပြီးတော့ပူဇော်လိုက်ရင်ပရိသတ်ရဲ့အဲ့ဒီအခိုင်မှာလောဘတွေကင်းနေတယ်ဒေါသတွေကင်းနေတယ်မောဟမာနတွေကင်းနေတယ်လောဘဒေါသမောဟမာနကင်းနေတဲ့စိတ်ကလေးကဘာနဲ့ဥပမာတူတယ်လဲဆိုရင်ဖြူနေတဲ့ပိတ်ကလေးလိုပဲပိတ်စာလေးလိုပဲပြိဿညစ်ပိနေတဲ့ပိတ်စာလေးလျှော်ဖိုးလိုက်တဲ့အခါဖြူစင်မသွားဘူးလားစောစောကကိလေသာအညစ်အကြေးတွေနဲ့
မိမိရဲ့ရင်ထဲမှာနှလုံးသားထဲစိတ်တက်ထဲမှာရှုပ်ပွားနေတဲ့စိတ်ဆိုးစိတ်ညစ်တွေဟာဟောဒီဩဃာတာလေးကိုလာလေမြတ်စွာဘုရားတရားသံဃာကိုစိတ်ကညှို့ပြီးတော့တေချာလေးဥတိုက်ပူဇော်ရင်ခဏလေးကင်းမသွားဘူးလားအငြင်းကြီးပေးနေတဲ့စိတ်ကလေးကိုဖြူစင်အောင်လျှော်လိုက်တာလည်းမတူဘူးလားဒီတော့ဖြူစင်သွားတဲ့ပိဿာလေးကိုအနီရောင်ဆိုးမလားဆိုးဆွဲတယ်အဝါရောင်ဆိုးမလားဆိုးဆွဲတယ်အပြာရောင်ဆိုးမလားဆိုးဆွဲတယ်မဆွဲဘူးလားအေးအဲ့ဒါပဲဒါကြောင့်ဖြူစင်ဝင်းပနေတဲ့ဒုပရိသတ်ရဲ့ကြည်လင်နေတဲ့စိတ်ကလေးကိုနောက်ကဆူတောင်း6ချက်တခါတည်းပေါင်းပေးလိုက်တာဟောဒီတော်တပည့်တော်ရိုးရိုးသေးသေးရုံရုံကြီးကြီးနဲ့တစ်ချိန်တစ်ချိန်သုံးချိန်မြောက်ရှိခိုးရတဲ့ကောင်းမှုကံစေရနာအကျိုးတွေကြောင့်အပင်၄ပါးကလည်းလွတ်ကင်းရပါလို့ဤကံ၃ပါးကလည်းလွတ်ကင်းရပါလို့ဤဒီအိပဲဟုတ်လားကဲတို့ပရိသတ်ဒီထဲမှာအပင်၄ပါးသွားခြင်းတဲ့လူပါမလီခေါင်းကြီးရနေကြလားအပင်၄ပါးရည်စမ်းမှာပါနေတယ်ကဲအဲ့ဒါကကျုပ်ကခမည်းတော်အိမ်တွေလားလို့မင်းစိတ်ထဲကျဉ်းတတ်မှာလားမနေ့ကခင်းနေချောင်းမထုတာကဟုတ်လားပြိဿအိမ်တော့မဟုတ်ဘူးနော်မြတ်စွာဘုရားမိန့်ထားတဲ့စကားလေးတစ်ခုရှိတယ်မိမိရောရောပေါ့ပေါ့ဆာဆာတတိကင်းပြီးတော့ဒါနသီလဘာဝနာမပြုရတဲ့ပုဂ္ဂိုလ်တွေဒီတဲ့အဲ့ဒီငရဲတရိစ္ဆာန်ပြေတာအတုရကအပယ်၄ပါးတကားပေါက်ကနေသူတို့အိမ်အဖြစ်နဲ့စောင့်လို့နေတတ်တယ်ဒါနသီလဘာဝနာမိတဲ့လူတွေကိုအပယ်လေးကားတကားပေါက်ကနေလေအဲ့ဒီလူတွေရဲ့အိမ်အဖြစ်နဲ့ဖွင့်ပြီးတော့စောင့်နေတယ်ဒီတော့ပြိဿမသွားကြဘူးဆိုရင်မေ့ရမှာလားမမေ့ရဘူးဘာကိုမမေ့ရမှာလဲဒါကြောင့်အပယ်လေးပါငရဲကလည်းလွတ်ရပါလို့ဤတိရစ္ဆာန်ကလည်းမလွတ်ရပါလို့ဤဟုတ်လားပြိတ္တာကလည်းလွတ်ရပါလို့ဤအတုတကယ်ဘဝကလည်းလွတ်ရပါလို့ဤဆိုတော့စောစောကဖြူစင်နေတဲ့စိတ်ကလေးနဲ့တောင်းလိုက်တဲ့အချိန်မှာစောစောကဖြူစင်သွားတဲ့ပိဿာလေးကိုအယောင်ဆွဲရင်ဆွဲသွားတယ်လို့ပဲအဲ့ဒီဆုတောင်းဟာပြိတ္တာစိတ်ထားတဲ့တထိုင်နဲ့မပြည့်ဘူးလားပြည့်တယ်ဒါမနေ့မှအချိန်မီလေးနဲ့ဖူးသွားဩဃာတာလေးကိုပဲအပြန်ပြန်ယုံပြီးတော့ဘုရားတရားတန်ခါဂုံကိုအာယုံပြုပြီးတော့ပြိတ္တာဖြူစင်နေတဲ့ကိလေသာကင်းနေတဲ့အဲ့ဒီစိတ်လေးရအောင်ခဏခဏပူဇော်ပြီးရင်ဒီဆုတောင်းလေးတွေတခါတည်းတောင်းသွားစမ်းမရဘူးလားရတာပေါ့ဒါကြောင့်ရှင်းပညာရှိအရှင်အရဟံဆိုတာယဟန္တာမတိဒီပုဂ္ဂိုလ်တွေစက်ခဲ့တဲ့သာဒီစာတန်ဖိုးမရှိတာမဟုတ်ဘူးအလွန်ရှိတာဟုတ်လားအပယ်၄ပါးပြီးတော့ပါတယ်ဒုပရိသကြုံကျင်သလားကြော်ကျင်သလားကဲကတ်သုံးပါပါတယ်ဒုဗေကန္တရာကံနမောခေါင်းပါတဲ့အစာရှားတဲ့ကံကြီးကလည်းကြော်သွားပါရစေသတ္တန္တရာကတယောက်နဲ့တယောက်သတ်ဖြန်နေတဲ့ကကြီးကလည်းကြော်သွားပါရစေရောဂန္တရာကယောဂါတွေနှိမ့်ဆက်တဲ့ကဆိုးကြီးကလည်းကြော်သွားပါရစေဖျားတဲ့တပည့်တော်ရှိခိုးတဲ့ကောင်းမှုကဒီအကျိုးလေးနဲ့ပေးပါဦးမြတ်စွာဘုရားကိုအစ်မတောင်းဘူးလားဟောစောစောအဆုတစ်မျိုးတည်းမဟုတ်နောက်တစ်မျိုးတောင်းတော့ဘုရားကဟိုမင်းကိလေသာကင်းနေတဲ့ဟောဒီစိတ်ကလေးစွဲစီရစီလို့မပေးလိုက်ဘူးလားပြီးတာမို့ဒါကြောင့်ကတ်ကြီး၃ပါးကရောကျော်လွှမ်းလို့မသွားဘူးလားဟာပြိဿရတယ်အပင်၄ပါးကလည်းလွတ်နိုင်တယ်ကတ်ကြီး၃ပါးကလည်းကျော်လွှမ်းနိုင်တယ်နံပါတ်3ကြတော့ပါလေလေရပ်ပြည့်၈ပါးကလည်းကျော်လွှမ်းနိုင်တယ်တဲ့ပြိဿရဲ့ရပ်ပြည့်၈ပါးကိုနံပါတ်1လေးပြောကြည့်စမ်းတည်သားပဲစောစောကမျောလိုက်နေတာမျောမရတဲ့အခါကျတော့ပြုံးမဲပြတာပါဆိုတော့မဆိုတော့ပြုံးတော့ပြတယ်ခက်တီတီပေါ့လေကိုတော့လူကြားတဲ့မလို့မပြောခြင်းလို့မနေပြင်းတော့ပြင်းသေးဟုတ်လားအမှန်တော့သိကိုမသိဟုတ်လားဟမ်ဆိုတော့မဆိုနေဘူးလားအပင်၄ပါးကတ်၃ပါးရပြည့်၈ပါးခဏခဏမဆိုဘူးလားမင်္ဂလာဆောင်မှာမဆိုဘူးလားတရားပွဲမှာမဆိုဘူးလားအလွေမှာမဆိုဘူးလားအတုပမှာမဆိုဘူးလားဘုရားရှိခိုးရင်မဆိုဘူးလားအမလီဆိုတာဆိုတဲ့ကိုယ့်ရပ်ပြည့်ရှင်ပါဘယ်နှနေမှလည်းမသိဘူးလားရပ်ပြည့်ရှင်ပါကလည်းကြရပါလို့ဤဘုရားအတန်ဒီတန်ထားတဲ့ဆိုရင်ရပ်ပြည့်ရှင်ပါနံပါတ်1ပါငရေတရိစ္ဆာန်ပြိတ္တာအဆိုးတော့မဆိုးပါသူတို့ကနောက်ကတော့လိုက်တာဟမ်ရှိရဆွဲခွင်တော့နောက်ကလိုက်နေဟုတ်လားဟမ်ကျုပ်ရန်ကုန်မှာခဏခဏပြောတဲ့စကားလေးတစ်ခွန်းရှိတယ်ဟမ်လူရှင်တော်3ယောက်ခွန်းတော့မရခွ
hô mà nên em ra mua đã u bình được ai nào mà quay lấy cả tự nhiên là tiêu đá cái này có mấy khối nào vậy là mấy ao mà lên mấy ao mà đây này mà đối tượng nó thích cái này nó giá là số mà tiêu cái gì rồi đây máu yên đời đâu nhiều nè rồi nào tiêu cái đồ bao giờ lên mà biến đi khi này quay rồi nào số đó là u bình được rồi tôi yêu bao nhiêu lần mà có làအဲ့တော့အခုလည်းပဲဒုပရိသကရှေ့ဆွဲရင်တော့နောက်ကလိုက်တယ်ငရေအလဲမပြင်းနေခင်းနေကွယ်လို့လေငရေတရိစ္ဆာန်ဣဒ္ဓကျုပ်လက်ချောင်းကရှေ့ဆက်ချိုးရမှာလားထောင်ထားရမှာလားအဲလီဖြတ်သွားအောင်လေဟမ်ငရေတရိစ္ဆာန်ရဲ့ပြိတ္တာရဲ့အတင်ညတဗြဟ္မဘုံရဲ့ပြိတ္တာဘယ်နှမျိုးလဲအတင်ညတဗြဟ္မဆိုတာပြိတ္တာရဲ့ရုပ်မရှိဘူးနာစိတ်ပဲရှိတယ်အရူပဗြဟ္မဆိုတာကလည်းအရူပဗြဟ္မကရုပ်မရှိဘူးစိတ်ပဲရှိတယ်အတင်ညတဗြဟ္မကရုပ်ပဲရှိတယ်စိတ်မရှိဘူးဆိုတော့သူတို့အတ္တတအကြာကြီးနေရတယ်ကဲရုပ်ရှိပြီးစိတ်မရှိတော့ပြိတ္တာတရားအာယုပြုလို့ရပါမလားစိတ်ရှိပြီးရုပ်မရှိတော့တရားမှတ်လို့ရပါမလားဒါကြောင့်အတင်ညတဗြဟ္မလည်းပဲပရိသတ်ရက်ပြည့်၈ပါးထဲမှာပါတယ်ဒီတော့ထပ်မေးအောင်မယ်ဘာဖြစ်လို့ရက်ပြည့်၈ပါးလို့ခေါ်တာလဲဒီနေ့ကတော့မေးနေတာကြီးပဲဟုတ်လားကဲပြောဘာဖြစ်လို့ရက်ပြည့်၈ပါးလို့ခေါ်လဲဒါဒုပရိသတ်တော့ယာပြီးသားဥစ္စာရှင်းခဲ့တာယာပြီးသားလေးသိချင်မှတ်သွားရင်မရှင်းဘူးလားဘာဖြစ်လို့ရက်ပြည့်၈ပါးခေါ်တာလဲရက်ပြည့်၈ပါးဆိုတာကစာကြိုးချိုးတာအမှန်တော့အပြည့်ရှိတဲ့အရက်၈ပါးဘာ၈ပါးလဲအပြည့်ရှိတဲ့အရက်၈ပါးကိုပဲစာဆိုလို့ကောင်းအောင်ရက်ပြည့်၈ပါးလို့ခေါ်တာဟုတ်လားအရက်ပြည့်၈ပါးအပြည့်ရှိတဲ့အရက်၈ပါးဘာဖြစ်လို့အပြည့်ရှိတာလဲဟောဒီအရက်၈ပါးကိုရောက်နေရင်ကုသိုလ်ပြုခွင့်မရှိတဲ့အတွက်ဇမ္မတ်ဖို့တရားဘယ်တော့မှမရနိုင်ဘူးဒါကြောင့်မတရားဖို့တရားကိုရနိုင်ဖို့ရန်အတွက်ဘယ်လိုမှမရနိုင်တဲ့နေရာဖြစ်လို့အပြည့်ရှိတဲ့အရက်၈မျိုးလို့ခေါ်တာမှတ်မိပြီလားဘာမျိုးလဲအပြည့်ရှိတဲ့အရက်၈မျိုးဘာအပြည့်ရှိတာလဲဆိုရင်မဉ္ဇဉ်ဘုံဉ္ဇဉ်တရားသစ္စာတရားကိုမရနိုင်တဲ့အပြည့်ရှိတဲ့အရက်ဖြစ်လို့ဟုတ်လားအဲ့တော့ငရေတရိစ္ဆာန်ပြိတ္တာအတင်ညတဗြဟ္မအရူပဗြဟ္မဟောနံပါတ်5ကပစ္စံတရိအယတ်တဲ့ပစ္စံတရိအယတ်ဆိုတာသိလားမသိပါဘူးကိုကဟောတော့မကြားတယ်ဟုတ်လားတိုင်းစွန်ပြည်ချာပြိဿရဲ့တိုင်းပြည်ရဲ့အစွန်ပြားနေရာတွေမှာသဘုံတွေမဖြစ်ဘူးလားသဘုံရန်တောင်းကျမ်းနေမှာတော့ပြိဿအဲ့နေရာမှာဒါနလွတ်လွတ်လပ်လပ်ပြုလို့ရပါမလားသီလစောင့်တည်လို့လွယ်ပါမလားတရားအားထုတ်လို့အချိန်နေပေးပါမလားဒါကြောင့်ပြိဿရဲ့ဒါနသီလဘာဝနာကောင်းမှုပြုဖို့ရန်အတွက်သိပြီးတော့ခက်ခဲနေတဲ့နေရာဖြစ်လို့တဲ့တိုင်းစွန်ပြည်ဖြားအရက်ဒေသလည်းပဲဒါအပြည့်ရှိတဲ့အရက်ဖြစ်သွားတယ်ဒီတော့အပြည့်ရှိတဲ့အရက်ဘယ်နှမျိုးပြီးသွားလဲ5မျိုးနံပါတ်6ကပြိဿရေမန္တပညာပုဂ္ဂိုလ်တဲ့မွေးကလေးကမျက်စိကန်းလာတယ်မွေးလေးကနားမကြားတဲ့ပုဂ္ဂိုလ်တွေကဲမွေးလေးကမျက်စိကန်းလာမှတော့ဘုရားဆိုတာအာယုံပြုစရာရှိပါမလားမွေးတယ်နာမကြားလာမှတော့တရားဆိုတာအာယုံပြုစရာရပါမယ်ဖယားလည်းအာယုံမပြုနိုင်တရားလည်းအာယုံမပြုနိုင်တဲ့ဒီပုဂ္ဂိုလ်ရဲ့စိတ်ထဲမှာယောနိသောမနတိကာရအကောင်းအာယုံကိုသွင်းနိုင်ပါမလားမသွင်းနိုင်ရင်ပြိဿတရားလူတရားမြတ်ရပါမလားမရဘူးဒါကြောင့်မွေးရမှာမျက်စိကန်းနားပင်းနေတဲ့ပုဂ္ဂိုလ်တွေလည်းပဲသူတို့ရဲ့နှလုံးသားဟာတရားလူတရားမြတ်မရနိုင်တဲ့နေရာဖြစ်လို့တဲ့အပြစ်ရှိတဲ့အရက်ပါသွားတယ်အဲ့တော့ဘယ်နှပါပြီလဲနံပါတ်9ကပါတယ်ဆက်ဟောမယ်စိတ်ချကိုယ့်ကိုယ်အနစ်နာခံလိုက်တော့မယ်ဟုတ်လားဟမ်အဲ့တော့ပြိဿနံပါတ်9ကြတော့မိစ္ဆာဒိဋ္ဌိတဲ့ကဲမိစ္ဆာဒိဋ္ဌိဆိုတဲ့ပြိဿရဲ့ဗုဒ္ဓဘာသာဟုတ်လားမဟုတ်ဘူးလားဗုဒ္ဓဘာသာမဟုတ်တဲ့ပုဂ္ဂိုလ်တွေကိုကျုပ်ဒီတရားသွားဟောရင်လက်ခံပါမလားမတရားဖို့တရားအကြောင်းဟောရင်လက်ခံပါမလားမဉ္ဇဉ်ဘုံဉ္ဇဉ်ရာအကြောင်းဟောရင်လက်ခံပါမလားလက်မခံဘူးသို့တော့သူတို့ဟာပါလေမျက်စိနားတွေတော့မကောင်းဘူးလားမျက်စိကောင်းပင်ကောင်းကြတော့လဲနားကောင်းပင်ကောင်းကြတော့လဲအယူမကြီးကိုလက်ခံထားတဲ့အတွက်ကြောင့်သူနှလုံးသားကြီးကလည်းပြိဿတရားမတွေ့နိုင်တဲ့အပြည့်ရှိတဲ့အယက်တဲ့ပြိဿကြီးကြောက်စရာမကောင်းဘူးလား
လူသားလည်းဖြစ်နေတယ်မျက်စိလည်းကောင်းတယ်နားလည်းကောင်းတယ်အယူဝါဒမှားတဲ့မိစ္ဆာဒိဋ္ဌိအယူဝါဒရှိနေတဲ့အခါကျတော့မဉ္ဇဉ်ဘုံဉဏ်ရာကြောင်းတရားလည်းမနာနိုင်ဘူးမဉ္ဇဉ်ဘုံဉဏ်ရာကြောင်းလည်းမကျင့်နိုင်ဘူးဆိုတဲ့ကမဉ္ဇဉ်ဘုံဉဏ်မရတဲ့နှလုံးသားသူ့နှလုံးသားဒီရက်ပြစ်7ပါးထဲမှာပါမသွားဘူးလားဒုပရိသအရေးကြီးတယ်နော်ကိုယ့်အပြစ်ကိုပြန်စဉ်းစားငါနှလုံးသားဟာမဉ္ဇဉ်ဘုံဉဏ်ရနိုင်ရဲ့လားလို့အပြစ်ရှိတဲ့အရေးကြီးတဲ့မှာပါမပါစဉ်းစားဖို့မကောင်းဘူးလားနံပါတ်8ကြတော့ပြိဿရဲ့သာသနာပပုဂ္ဂိုလ်တဲ့သာသနာမရှိတဲ့အချိန်မှာလူဖြစ်ရရင်လည်းပဲအဲ့ဒါအပြစ်ရှိတဲ့အရက်မှာရောက်တာနဲ့အတူတူပဲဆိုတော့ရက်ပြစ်ဘယ်နှပါးလဲ7ပါးမှတ်သွားနော်ရက်ပြစ်7ပါးကိုဒုပရိသသိသွားပြီဘာကြောင့်ရက်ပြစ်7ပါးလို့ခေါ်တာလဲအပြစ်ရှိတဲ့အရက်ကိုရက်ပြစ်7ပါးခေါ်တယ်ဘာအပြစ်တွေရှိတာလဲမဉ္ဇဉ်ဘုံဉဏ်တရားကိုမရနိုင်တဲ့အပြစ်ရှိတဲ့အရက်တွေဖြစ်လို့ဟုတ်ပြီနော်အပေ၄ပါးကလည်းကင်းလို့ရပါလို့ဤကတ်၃ပါးကလည်းကျော်လွှားရပါလို့ဤရက်ပြည့်7ပါးကလည်းပဲကျော်လွှားရပါလို့ဤဉာဏ်သူမျိုးဘယ်နှပါးလဲပြိဿရေတွက်ကြည့်ပါဦးရေရဲ့မီးရဲ့မင်းရဲ့ငါရဲ့ရေရဲ့မီးရဲ့မင်းရဲ့ခိုးသူရဲ့မချစ်မနစ်တဲ့အမွေခံသားစိုးသမီးစိုးရဲ့ကဲပြိဿရေတောက်ရတန်ဘုရိယရေကိုရန်သူမျိုး၅ပါးနဲ့ထည့်မလားအပြစ်လို့မထည့်ရေဆိုဟော့ပလိတ်တွေကမီးကိုသွားပြီးတော့ပြိဿရေရန်သူမျိုး၅ပါးနဲ့ထည့်မလားသမင်းကသွားမှာပေါ့အဲ့တော့ပြိဿရေတိုင်းရန်သူဖြစ်သလားမီးတိုင်းရန်သူဖြစ်သလားဥပမာပေါ့ဗျာပင်လယ်ကြီးရှိတယ်စားချက်တဲ့လူတွေအဆင်မပြေဘူးလားငါးဖမ်းတဲ့လူတွေအဆင်မပြေဘူးလားဒီပင်လယ်ကိုအမိပြုတ်ပြီးတော့သင်္ဘောနဲ့ကုန်ကူးနေတဲ့လူအဆင်မပြေဘူးလားအဲ့တော့ပင်လယ်ကြီးရဲ့ရေဟာပြိဿကြီးသဘာဝအတိုင်းရှိနေရင်ရန်သူလားမိတ်ဆွေလားဟောဆူနာမီလာပြီဆိုတော့ပြိဿအေးဒါကြောင့်ပြောချင်တာကရှေ့ကအဓိပ္ပာယ်တစ်လုံးထဲလိုက်ဖောက်ပြန်သောရေဖောက်ပြန်သောမီးဖောက်ပြန်သောမင်းဟုတ်လားဒါလည်းပဲအတူတူပဲလေပြည့်တယ်မင်းဟာလည်းတိုင်းသူပြည်သားကိုမေတ္တာကရုဏာမုဒိတာနဲ့ရင်ဝယ်သားခဲ့သောအုပ်ချုပ်နေသမျှဒါကျွတ်တို့ဒါမင်းကောင်းမင်းမြတ်ဟုတ်လားအေးမင်းကောင်းမင်းမြတ်ဆိုခုကျွတ်တို့နိုင်ငံမင်းကောင်းမင်းမြတ်ရမထားဘူးလားရထားတယ်ဟုတ်လားမင်းကောင်းမင်းမြတ်ခင်မို့လို့ဒီလိုနေရာမျိုးတရားပွဲကျင်းပလို့ရတာငြိမ်းငြိမ်းချမ်းချမ်းဒီနေရာလေးအရင်တော့ဟောလို့ရရလားမရဘူးပြိဿကျေးဇူးတင်ကျန်တာတွေဘာမှမပြောနဲ့ဟိုးငြိမ်းချမ်းနေလို့တိုင်းပြည်အေးချမ်းလို့တို့တရားတွေနာကြဝင်ဟောကြားဝင်ရနေတာပဲကျမ်းမာချမ်းသာကြပါစေလို့မေတ္တာများများပို့ဟုတ်လားဒီလိုတရားတွေနာတော့အခုဒီလိုအမြင်တွေရှင်းမသွားဘူးလားအေးဒါဒီလိုမင်းမဟုတ်ပဲနဲ့ဖောက်ပြန်သောမင်းဆိုရင်တော့ရန်သူမျိုး၅ပါးနဲ့ပါသွားပြီဟုတ်လားအခုဖောက်ပြန်သောမင်းမဟုတ်ဘူးမှန်ကန်သောမင်းဟုတ်တယ်မဟုတ်လားကျုပ်ပြောတာကြီးစရာပါတော့လားကြီးစရာမပါဘူးလေအမှန်ပြောတာအမောပြန်အမှန်ပြောတာကိုဘယ်လိုခင်ဗျားတို့ကအမောပြန်ပြီးတော့အမှန်ပြောတာလေအမှန်ပြောတာပါဟုတ်လားဒါကြောင့်ဖောက်ပြန်သောရေဖောက်ပြန်သောမီးဖောက်ပြန်သောမင်းဟောနံပါတ်4ကြတော့ခိုးသူတဲ့တခိုးချစ်တဲ့လူပါလားတခိုးချစ်တဲ့လူရှိလားသိကြရဲ့လားတခိုးချစ်တဲ့လူမရှိဘူးလားသူသားသမီးနဲ့သူမင်းမချစ်တာပေါ့ခိုးကြွေနေမှတော့မချစ်ပဲနေမှာအဲ့တော့ဖောက်ပြန်သောရေမီးမင်းပြီးသွားရင်တခိုးနံပါတ်4ပြီးတော့နံပါတ်5ကြတော့မချစ်မနစ်တဲ့အမွေခံသားစိုးသမီးစိုးတဲ့ပြိဿပြစ်လို့ရရဲ့လားဆုံးလဲစုစားလဲယူပြစ်လဲမပြစ်နိုင်အိမ်မှာထားပြန်တော့လဲရှိကြတယ်တောင်းတောင်းပြက်တက်တက်ပြောင်းဂုံမြန်တာပဲဟုတ်လားသူလည်းပဲအနိကရန်သူပဲဒါကြောင့်ဖောက်ပြန်သောရေမီးမင်းနဲ့သခိုးမချစ်မနစ်တဲ့အမွေခံဇိုးတွေကိုဒုပ္ပိသတွေ့ကျင်သလားမတွေ့ကျင်ဘူးလားမတွေ့ကျင်မေတ္တာများများပို့ဟုတ်လားအေးဒါကြောင့်ရန်သူမျိုး၅ပါးကလည်းကင်းဝေးရပါလို့ပြီးကနေပါပြီနောက်ထပ်ပါဝိပဿနာတရား၄ပါးဒီလောက်ကတော့ဒုပ္ပိသကပြင်းပါအပြင်းပြင်းနေပါဝိပဿနာတရား၄ပါးနံပါတ်1ဘာဝိပဿနာလဲကာလဝိပတ္တိဟုတ်လားကာလဝိပတ္တိဆိုတာရှင်းတယ်မို့လားဟာလေယောဆိုတာတော့ငယ်ငယ်လေးတည်းဆိုမလာဘူးလား
ဝိပဿနာ၄ပါးကလည်းကျင့်ရမလို့ဘုရားပြဿနာဉာဏ်၅ပါးကိုလည်းကျင့်ရပါလို့ဘုရားအတန်ဒီတန်ဓာရီတဲ့ဆိုရင်ဝိပဿနာတရား၄ပါးကဲကျုပ်ကရှင်းဆုံးပြောလိုက်မယ်ကာလဝိပဿနာတဲ့ကာလဝိပဿနာဆိုတာဘာပါလဲဘာပါလိမ့်မီးနေတဲ့ကိုတော်ကြီးပဲပြန်ပြီးတော့ဖြေတော်မူပါကာလဝိပဿနာအချိန်ကာလခေတ်ကာလတွေပျက်စီးပြောင်းလဲသွားရင်ရောတို့ပြိဿကောင်းမှုပြုလို့ရပါ့မလားဥပမာပေါ့ဗျာကျွတ်တို့နိုင်ငံကြီးမှာခင်88အရေးခင်းကြီးတော့တယောက်နဲ့တယောက်မကြောက်ခင်ရဘူးလားတရားထိုင်ဖို့နေနေတာပြိဿရေကိုမွန်းလင်းလာလို့ရှင်ကိုမျက်နှာလေးမျက်နှာတင်အမတိတော်လေးနဲ့ငါခေါင်းလေးကြံသေးတယ်မကြောက်ရဘူးဟောပြောရင်ဆိုရင်လာပြီဟုတ်လားကာလဖောက်ပြန်လာဟုတ်လားဟမ်အဲ့တော့ပြိဿရေခေတ်ကာလတွေဖောက်ပြန်ပျက်စီးရင်လည်းဗါတဲ့လေကာလဝိပဿနာကာလဝိပဿနာပြီးတဲ့အခါကျတော့ဥပတိဝိပဿနာတဲ့ကဲပြိဿရေဥပရိယုံများပျက်စီးသွားပြီဆိုရင်ကြောက်เสียမကောင်းဘူးလားတချို့တွေပြိဿရေဟိုလှလှပပလေးဘဝကနေချက်ချင်းယောဂဝေဒနာကြောင့်တော့၎င်းအက်ဆီဒင့်ကိစ္စကြောင့်တော့မျက်နှာကြီးပြောင်းမသွားဘူးလားကဲအဲ့တော့လူတွေဘုံအလယ်မှာသွားရလာရသူတို့မှဝမ်းမနေဘူးလားဒါကြောင့်ဥပတိဝိပဿနာလည်းဘယ်သူမှဆိုမလှကျင်တဲ့လူဘယ်သူမှမပါဘူးကဲဒီထဲမှာမလှကျင်တဲ့လူပါလားဖုံးမောလို့မေးကြည့်ပါလားလှမလားလို့ကျတို့လည်းခေါင်းခဏခဏတုံးနေရတာဟုတ်လားဘုန်းကြီးအလှပြစရာသရုံးမရှိတာဟုတ်လားအတိုင်းမဲ့လို့ဝမ်းမနေပါဘူးကျုပ်ကစဉ်းစားတယ်မြန်မာနိုင်ငံမှာအလှစစ်ဧကံပြရင်လားဘုန်းကြီးနဲ့သီလရှင်မရှိဘူးဟုတ်လားဟမ်ခေါင်းကိုပြောင်းအောင်တုံးပြီးတော့စင်ပဲလေးပဲမျက်ခုံးမွေးမစဲဘူးနာနာမဆွဲဘူးဟုတ်လားနှခမ်းကြီးမဆိုးဘူးဒီလိုရိုးရိုးသားသားအလှပြရင်လားဘုန်းကြီးနဲ့သီလရှင်မရှိတယ်ဟုတ်တယ်မဟုတ်လားမနေ့ကဒကမာကြီးတွေတချို့လှကျင်လို့ဖြူတဲ့ဆိုရင်ဘာလုပ်လဲကျုံမပြောဘူးတော့မေးတာနော်ဟမ်တချို့ကနတ်အောင်ဆိုလိုက်တာလက်ဆက်ဆိုးထားတဲ့ချင်းခုလိုရာသီများဆိုရင်နေပူတွေကပြန်လာစီးလာတဲ့ချွေးကနတ်သလားဖြူသလားဟမ်ငခုစီးပြန်လာတဲ့ချွေးကအနက်ရောင်စီးလာဟလားအနက်ရောင်ချွေးကတုံရင်နဲ့ဒီဘက်သွားကမျက်ခုံးမွေးဘက်ဆက်ဟလားဆိုးထားတဲ့နှခမ်းကြီးကဆိုရင်နဲ့နှခမ်းဘောင်ကွတ်ထားတာဟုတ်လားအောင်မလီနှခမ်းနဲ့ဘောင်ကွတ်ထားရက်ခုံးမွေးရလေအပေါ်စီးထားတဲ့ချွေးနဲ့ဆက်သွားဟုတ်လားမျက်လုံးမှာလည်းအနက်တွေဝိုင်းထားတဲ့အခါကျပြိဿရင်အဲ့ဒီအချိန်များဒေါသပြောင်းလုပ်လိုက်လို့ပြူးမြန်ပြလိုက်လို့ဟာနဲ့တူမလဲကိုယ့်အကိုယ်တာကြည့်ကြပြီဟုတ်လားဟမ်အဲ့တော့ပြိဿရင်အလှမကြိုက်တဲ့လူဘယ်သူမှမပါပါဘူးတဲ့ဒါကြောင့်ဥပတိတံပတ္တိတွေဖောက်ပြန်သွားရင်ရောလူတော်များများဟာစိတ်မဆင်းရဲဘူးလားဒီဒါကြောင့်တပည့်တော်ရဲ့မိမွေးတိုင်းပေါ်ရင်တိုင်းဟောဒီမျက်နာလေးလည်းပဲလှတဲ့လှပါစေခန့်တဲ့ခံပါစေဖရာလို့ဆုတောင်းတာနဲ့မတူဘူးလားအမလီဒါအလှတွေလည်းဆုတောင်းမိသားမှာပါပြီးသားပဲဟုတ်လားကာလဝိပဿနာဥပတိဝိပဿနာဟောနံပါတ်3ကပြိဿယပယောဂဝိပဿနာတဲ့ဘာဝိပဿနာလဲပယောဂဝိပဿနာပယောဂဆိုတာဒုပရိသကြားဘူးတယ်မဟုတ်လားဟမ်ပယောဂကုတဲ့ဆရာဆိုကြားဘူးတယ်မဟုတ်လားကျင်းနေရိုက်တာလားပယောဂဆိုတဲ့ကပြိဿယသူ့ရဲ့ရုပ်ပုံကံပုံအမူအရာတွေဖောက်ပြန်နေတာဘာတွေလဲဒုပရိသစဉ်းစားကိုယ့်ရဲ့ကာယကံတွေကကောင်းတာကိုလုပ်ရတာနေမကောင်းတာလုပ်တော့မယ်လို့စိတ်ဝင်စားလို့လုပ်မိတယ်ဆိုရင်ကိုဆုံးမဟဲ့နင်ပယောဂကတ်နေပြီပယောဂဖောက်ပြန်နေပြီလို့ဆုံးမဖို့မလိုအပ်ဘူးလားအကောင်းတွေကိုသာပြောတတ်တဲ့ဟောဒီပါဇက်ကမကောင်းတာတွေပြောလာရင်ပြိဿရေပယောဂဖောက်ပြန်နေပြီတခါမှကောင်းပြောရတယ်မကောင်းတာတွေဝါသနာမပါဘူးလားပါတတ်တယ်ဒီပါဇက်ကပြိဿသိစီကံနေတာကဲမနောကစိတ်အကြံကရောပြိဿကောင်းတာတွေတွေးကြံနေရဖះပေါ်ရောက်နေတာတော့ပြိဿအမှန်တမ်းပြောကြည့်ဖះเจ้าတရားเจ้าမယ်အကုန်ပြောတာဟောရလားကြည်ပြီးတော့တရားနဲ့ဟဲ့မိုက်တယ်တော့ဟုတ်လားမိုက်တယ်တော့ပြောတယ်မိုက်တယ်တော့ဟုတ်လားမြင်တဲ့လူဟာအရင်မိုက်တယ်ကွာဟုတ်လားအဲ့နောက်မှာပြိဿကြီးဘာတွေပါသွားပြီလဲမိုက်တယ်တော့ရဲ့နောက်မှာမိုက်တာလေးတွေအာယုံပြုသွားတတ်တယ်မိုက်တယ်ကွာရဲ့နောက်မှာမိုက်တာလေးတွေအာယုံပြုသွားတဲ့အခါကျတော့ဟောဒီမနောကံပယောဂဝင်မလာဘူးလားပယောဂဝင်လာတော့ပြိဿကြီးဖျားဖွင်းနဲ့ဖွင်းလေးဥတူးကျင်တဲ့စိတ်တွေပေါ်မသွားဘူးလားအဲ့ဒါပယောဂဝင်နေပြီအဲ့ပယောဂဝင်လာရင်ပြိဿစိတ်ကြုံနဲ့တွေ့မယ်ဟုတ်လားဒါကြောင့်ပယောဂဝိပဿနာဆိုတာကိုယ်ကာယကံကိုယ်ဝစီကံကိုယ်မနောကံတွေမှာဖရာတရားတန်ခါယန္တာသုံးပါးနဲ့အဆိုးမကဆန့်ကျင်ဘက်တွေပူးလာရင်အဲ့ဒါပယောဂကတ်တာပဲဟုတ်လားဒါကြောင့်ပယောဂဝိပဿနာဝင်လာရင်ကုသိုလ်ရမလားအကုသိုလ်ရမလားဟောဒါရောဘယ်နှခုပြီးသွားပြီလဲ
ကာလဝိပတ္တိဥပတိဝိပတ္တိပယောဂဝိပတ္တိအဲ့ဒီတဲ့ကြောက်စရာကောင်းတာကပရိသတ်ဂတိဝိပတ္တိတဲ့ဒီဘဝကသေသွားအောင်မယ်ပရိသတ်မယုံကြည်ဘူးလားယုံကြည်တာသေသွားရင်ကချမ်းသာတဲ့လူနဲ့ပြန်မှာဘဝလိုချင်သလားငရဲတိရစ္ဆာန်ဘဝလိုချင်လားချမ်းသာတဲ့ဘဝပဲလိုချင်တာချမ်းသာတဲ့ဘဝကိုလိုချင်တယ်ဆိုရင်ဂတိဝိပတ္တိကိုယ့်ရဲ့သွားရဂတိမှန်ကန်မှုအတွက်ကောင်းမှုကိုပြုဖို့မလိုအပ်ဘူးလားလိုအပ်တယ်ကောင်းတာပြုရင်ကောင်းကျိုးရမယ်ဆိုရင်မြတ်စွာဘုရားရဲ့ကံနဲ့ကံရဲ့အကျိုးကိုယုံကြည်ကြသည့်အာလျော်စွာအာလုံးသောတို့တရားဓမ္မပေါင်းသူတော်ကောင်းတွေဂတိမှန်မှန်ကံကံရဖို့ရန်အတွက်ဂတိဝိပတ္တိဖောက်ပြန်တဲ့ဘဝကလွတ်ဖို့ရန်နဲ့အာလုံးသောတို့တရားဓမ္မပေါင်းသူတော်ကောင်းတွေအကောင်းပြုအကောင်းပြောအကောင်းကြံဟုတ်တယ်မို့လားအဲ့ဒါဆိုရင်ဂတိဖောက်ပြန်ပါအောင်မလားမဖောက်ပြန်တော့ဘူးဒါကြောင့်ဆုတောင်းရုံနဲ့လည်းမရဘူးလက်တွေ့ရောကျင့်သုံးဖို့မလိုအပ်ဘူးလားလိုအပ်တယ်ဒီတော့ဂတိဝိပတ္တိပြီးပြီဆိုဘယ်နှပါးကြံသေးလဲပြည့်သွားပြီလားနောက်ထပ်ပါကြံသေးလဲဘူးပြီးတော့ပြီးသွားရင်ဘယ်နှခုမှတ်မိလဲအပေ၄ပါးကံသုံးပါးယတ္တိ၈ပါးယံသုံးမျိုး၅ပါးဝိပတ္တိတရား၄ပါးဖြတ်တနာတရား၅ပါးတဲ့တို့ပြိတ္တဓမ္မနဲ့ပူဇော်ခြင်းဆိုတဲ့နေရာမှာအခက်ကြီးထင်ပါဆိုလို့ဟောဒီဩဃာတာလေးကိုရှိခိုးကြံ့ကြံ့နာနာရိုးရိုးသေးသေးပူဇော်ရင်တော့မှဒီထဲမှာတရားအနှစ်တွေပါမသွားဘူးလားကာယကံဝစီကံမနောကံတွေမှာဓမ္မအနှစ်တွေပါမသွားဘူးလားပါသွားတယ်အခုဖြတ်တနာတရား၅ပါးတဲ့ညာတိဖြတ်တနာဆွေမျိုးတွေပျက်စီးခြင်းဘောဂဖြတ်တနာစီးပွားဥစ္စာတွေပျက်စီးခြင်းရောဂဖြတ်တနာယောဂတွေနှိစ္စပျက်စီးခြင်းသီလဖြတ်တနာကိုယ်ခြင်းတရားတွေပျက်စီးခြင်းဒိဋ္ဌိဖြတ်တနာအယူဝါဒတွေပျက်စီးခြင်းကြောက်ကြမကောင်းဘူးလားသီလနဲ့ဒိဋ္ဌိပါသွားပြီဆိုရင်ပြိဿဒီဘဝတည်းမဟုတ်ဘူးပြိဿဘဝတန်တရာမျှော်ကြည့်လိုက်ငရင်တရိစ္ဆာန်ပြိတ္တာအတုရကေအပင်၄ပါးမရောက်နိုင်ဘူးလားရောက်နိုင်တယ်ဒါကြောင့်တပိတော်ဒီဇီဝရေးရောက်တော်၎င်းပညာရေးရောက်တော်၎င်းကျမ်းမာရေးရောက်တော်၎င်းလူမှုရေးရောက်တော်၎င်းဘယ်သောအခါမှာသီလပြဿနာအကျင့်သီလပျက်စီးတဲ့ပုဂ္ဂိုလ်ဒိဋ္ဌိပြဿနာအယူဝါဒပျက်စီးတဲ့ပုဂ္ဂိုလ်မဖြစ်ပါရစေနဲ့ဖရာကဲဒီဆုတောင်းကရောအရေးမကြီးဘူးလားအဖေကလည်းဗုဒ္ဓဘာသာအမေကလည်းဗုဒ္ဓဘာသာအဖွားဖွားကလည်းဗုဒ္ဓဘာသာကိုယ်တိုင်လည်းဗုဒ္ဓဘာသာဖြစ်ပါရဲ့ကဲနဲ့ဟောဒီအုံတော်ကြီးကိုရှေ့တန်းမတင်နှလုံးသားကိုရှေ့တန်းတင်လိုက်တော့အမှားကြီးမှားတတ်တာကဘာသာကြတယောက်ကိုလည်းပဲလက်ထပ်သွားတဲ့မိမတွေမြောင်များစွာမရှိဘူးလားစဉ်းစားတော့အောဖို့ဘယ်လောက်ကောင်းလဲပြိဿအချစ်ဆိုတာကိုအုံနောက်မပါဘဲနဲ့နှလုံးသားပဲရှေ့တန်းသွားတင်လိုက်တဲ့အခါကျတော့ဘိဿာဒိဋ္ဌိတွေကဟောဒိဋ္ဌိပြဿနာအယူဝါဒကြီးမှားမသွားဘူးလားဘာသာကြားလင်လို့ပေါင်းသိပြီဆိုမှတော့ပြိဿရဲ့ဘာသာကြားလှုပ်ကြွေးတာစားမှတော့ဘာသာကြားရဲ့အယူဝါဒကိုမပါဘဲနဲ့ရပါမှာလားအဲ့တော့ပြိဿအရှင်လက်လက်အကောင်းသားကြီးကနေပြီးတော့ဟောဒိဋ္ဌိပြဿနာကြီးဝင်သွားတော့အရှင်လက်လက်နေရောက်မနေဘူးလားရောက်နေတယ်တို့ညင်ညမငယ်လေးလုံးဝရှောင်မှာအဲ့ဒီဒိဋ္ဌိပြဿနာဆိုတာဆူတောင်းရုံနဲ့ရပါမှာလားမရဘူးဒါကြောင့်ဒိဋ္ဌိပြဿနာဆိုတဲ့အဲ့ဒီအကုသိုလ်ကံမျိုးကလည်းပဲတပိတော့กินမရစေဘာပဲပြောပြောပဲအချိန်လေးရောက်ရောက်ဘယ်ဘဝမှာပဲဖြစ်ဖြစ်တပိတော့သည်မိဘနှစ်ပါးဘိုးဘွားတွေအစဉ်အဆက်ကိုးကွယ်ခဲ့တဲ့ဘုရားတရားသံဃာယနာမြတ်သုံးပါးကိုသာလင်ကိုးကွယ်ရာအစစ်လို့ယုံကြည်တဲ့ဗုဒ္ဓဘာသာအဖြစ်ကနေဘယ်တော့မှမပြောင်းမရစေနဲ့ဘုရားဒီလိုဆုတောင်းတာနဲ့မတူဘူးလားဆုလဲတောင်းမှလက်တွေ့လဲကျင့်သုံးပါဒီတော့ပြိဿဩဃာတာလေးကိုရှိခိုးလိုက်ရတဲ့အဓိပ္ပာယ်ဟာပြိဿလေးလေးနဲ့အချက်တွေညောင်များစွာပါမသွားဘူးလားဒီဒါကြောင့်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကမိန့်ကြားလိုက်တယ်သေချေသာจิตသမီးတို့သည်ငါဘုရားကိုတကယ်ကြည်ညိုတယ်တကယ်တန်ဖိုးထားတယ်တကယ်လေးစားကြည်ညိုကြတယ်ဆိုရင်တော့ငါဘုရားကိုဆွမ်းပန်းရည်ချမ်းသိသိလေးနဲ့ကတ်လို့ရင်ငါဇေယဂိုင်နှုံးမဲ့ရပါလိမ့်မယ်အဲ့ဒီပန်းရည်ချမ်းစီမိသဘောနေနဲ့ကတ်လို့ပို့စောပြီးတဲ့အချိန်နဲ့အနေဆုံးဩဃာတာလေးနဲ့ငါဘုရားကိုရှိခိုးလိုက်ရင်တော့တရားနဲ့ပူဇော်ခြင်းတွေကအတူဆုံးအရှင်းဆုံးနဲ့အနှစ်အရှိဆုံးပူဇော်ခြင်းနဲ့ပူဇော်ရာရောက်ပါပြီလို့မပြောဘဲနဲ့ပြောလိုက်တာနဲ့မတူဘူးလားဒါကြောင့်ဩ
ဂါသာလေးနဲ့ကြောပြအောင်ကြောပါဟုတ်လားဒီဩဃာသာလေးကိုဒီလိုအဓိပ္ပာယ်တိတိလေးနဲ့ကြောလိုက်ရင်ဒုပရိသတန်ဖိုးကြီးမသွားဘူးလားကြီးသွားပြီဩဃာသာနဲ့ကြောပြီးရင်တရဏဂုံလေးနဲ့စောက်တည်ပါအောင်၅ပါးသီလလေးနဲ့ကျင့်သုံးပါအောင်နောက်တစ်ဆင့် step by step မြင့်သွားမယ် high and high ဟုတ်တယ်မို့လားဩဃာသာပြီးတော့ပြိဿတရဏဂုံလေးယူလိုက်ရင်ရှိပြီးသားတရဏဂုံကိုထပ်ပြီးတော့ခိုင်အောင်မလုပ်လိုက်ဘူးလားရှိပြီးသား၅ပါးသီလကိုထပ်ပြီးတော့ဖြူအောင်စောင့်တည်ကျင့်သုံးလိုက်တယ်ဆိုတော့ဓမ္မနဲ့ပူဇော်တာလားပစ္စည်းနဲ့ပူဇော်တာဓမ္မနဲ့ပူဇော်တာဖြစ်သွားတယ်ဒါကြောင့်ဩဃာသာနဲ့ရှိခိုးပါတရဏဂုံကိုရွတ်ပါ၅ပါးသီလကိုခံယူကျင့်သုံးပါဟောနောက်တစ်ဆင့်မြင့်လိုက်တဲ့အခါကျတော့ပြိဿကြီးဒီထဲမှာဌာနလည်းပါသွားပြီသီလလည်းပါသွားပြီနောက်တစ်ဆင့်မြင့်ရမှာကသမထဘာဝနာဝိပဿနာဘာဝနာဆိုတဲ့ဘာဝနာတရားအထိရောက်အောင်သွားလို့ရပါတယ်ဟောသမထဘာဝနာတဲ့ဒုပရိသဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောစသည်ဖြင့်ဂုဏ်တော်တွေမရဘူးလားကဲဒီဂုဏ်တော်တွေတဲကနေပြိဿကြီးဂုဏ်တော်တွေအာယုံပြုပြီးတော့ပွားများနိုင်မယ်ဆိုရင်အရဟံဂုဏ်တော်တွေတစ်ခုပဲပွားများအရဟံကိလေသာကင်းတော်မူသောမြတ်စွာဘုရားအရဟံကိလေသာကင်းတော်မူသောမြတ်စွာဘုရားအရဟံကိလေသာကင်းတော်မူသောမြတ်စွာဘုရားဟောအဲ့ဒီလိုလေးပူဇော်ပြီးနေဒုပရိသပူဇော်နေသမျှအချိန်တိုင်းဒီအရဟံဂုဏ်တော်ကိုပွားနေတဲ့သမထဘာဝနာဖြစ်မနေဘူးလားဖြစ်နေတယ်အဲ့ဒီသမထဘာဝနာကနေပြိဿရုပ်တရားနံတရားကိုကြကြနာနာဒီမလင်ငွေထိုင်ခါကလေးဖြောင်းအောင်ထားခေါင်းကလေးတဲအောင်ထားစိတ်ကလေးကိုမိမိယူမဲ့ကမ္မထနေရာမှာအာယုံပြုတ်ပြီးတော့ထားလိုက်မယ်ဆိုရင်အဲ့ဒီရှုမှုမှတ်မှုလေးကြတော့ဝိပဿနာဘာဝနာပါမသွားဘူးလားအဲ့ဒါလေးတွေအကုန်ပေါင်းပြီးပြိဿရေဩဃာသရေတရဏဂုံရေသီလရေသမထဘာဝနာရေဝိပဿနာဘာဝနာရေအဲ့ဒီဟာလေးကိုအစဉ်လေးတစ်ဆင့်ပြီးတစ်ဆင့်မြင့်သွားရင်ပြိဿနာယီဝက်လောက်လွတ်ရင်တော့တော်တော်ဆုံးမသွားဘူးလားဆုံးသွားတယ်အဲ့ဒီဝိပဿနာဘာဝနာလို့ခေါ်တဲ့ယုတ်တရားနာတရားရဲ့မမြဲတဲ့အနိစ္စသဘောဆင်းရဲတဲ့ဒုက္ခသဘောအဆုံးမရတဲ့အနတ္တသဘောတွေမြင်အောင်သိအောင်ရှုပွားလိုက်တဲ့အခါကျတော့အာလုံးသောဒုက္ခဓမ္မပေါင်းသူတော်ကောင်းတွေရဲ့နှလုံးသားမှာတဲ့အမြတ်ဆုံးဆိုတဲ့ပူဇော်ခြင်းအဆင့်ကိုရောက်သွားပါပြီဘုရားကအဲ့ဒီအဆင့်အထိပူဇော်မှကြိုက်တာဟုတ်လားဒီတော့ပန်းလေးလှလှကတ်သီသီလေးလှလှကတ်ထင်ရစုတွေအကုန်တောင်းနေုံနဲ့မြတ်စွာဘုရားကကြိုက်ပြီလားရွှေသင်္ကန်းတွေတထကြီးကတ်ရွှေပြားကြီးတွေအထူကြီးကတ်ရုံနဲ့ဘုရားကကြိုက်ပြီလားမကြိုက်သေးဘူးအဲဒီလိုပန်းရည်ချစီမီဆွမ်းနေရွှေသင်္ကန်းလေးနဲ့ကတ်ရင်ငါဘုရားကို90ရာခိုင်နှုန်းတော့ပူဇော်ရတော့ရောက်ပါတယ်သို့သောဘဝလွန်မြောက်မှုအစစ်ကိုရဖို့ရန်အတွက်ငါဘုရားရှင်ကိုယ်တော်မြတ်ကိုဩဃာသလိုအတူဆုံးနဲ့အနှစ်အရှိဆုံးဂုဏ်တော်ပွားတဲ့ဘုရားရှိခိုးနဲ့ပူဇော်နိုင်ပါစေတရဏဂုံသုံးပါးနဲ့ဆောက်တည်နိုင်ပါစေ၅ပါးသီလနဲ့ကျင့်သုံးလို့ပူဇော်နိုင်ပါစေယုတ်တရားနံတရားကိုဝိပဿနာမပွားများသေးတော်မှာသမထဘာဝနာဂုဏ်တော်တစ်ခုခုနဲ့ပွားတစ်ဆင့်မြင့်လိုက်တော့ဝိပဿနာဘာဝနာနဲ့ပွားပြီးဆိုရင်အဲ့ဒီအဆင့်ရောက်တဲ့ပူဇော်ခြင်းပြီးပြီဆိုမှငါဘုရားရှင်ကြိုက်တဲ့ပူဇော်ခြင်းနဲ့ပူဇော်ရာရောက်ပါတယ်ဒီတော့ဒုပရိသကြိုက်ကြီးရိုးစီကြီးတော့အခုရောက်မနေဘူးလားဟောဒီတရားပွဲကနေထွက်သွားရင်တော့ပရိသပူဇော်လို့မရဘူးလားဒါကြောင့်ဆွမ်းပန်းရည်ကြံတည်တည်ရွှေသင်္ကန်းခေါင်းလောင်းနေစီမီတွေနဲ့ပူဇော်ယုံလေးပူဇော်ပြီးတော့ပြန်မသွားပါနဲ့ဟုတ်လားမြတ်စွာဘုရားရှင်ရဲ့ဂုဏ်တော်တွေအာယုံပြုပြီးတော့ဟောဤရှင်တော်မြတ်ဘုရားရဲ့ကိုယ်စားတည်ထားတဲ့ကြိုက်တီယိုဓာတုဇေဒီတော်မြတ်ကြီးရဲ့ရှေ့မှာထိုင်ဩဃာသကိုကြကြနာနာအာယုံပြုလို့ပူဇော်မယ်တရဏဂုံကိုကြကြနာနာခံယူမယ်၅ပါးသီလကိုကြကြနာနာပြုစင်အောင်ကျင့်သုံးမယ်အရဟံစရှိတဲ့ဂုဏ်တော်တွေနဲ့သမထဘာဝနာပွားမယ်အေးမြတ်စွာဘုရားနဲ့တွေ့တဲ့အချိန်လေးမှာတွေ့တဲ့အခိုက်အတန့်လေးမှာကိုရထားတဲ့ယုတ်တရားနံတရားကိုကိုသိထားတဲ့ဝိပဿနာနည်းလေးနဲ့ရှုပွားလို့ပူဇော်ကြမယ်ဆိုရင်အဲ့ဒါအာလုံးသောဒုဒကရမပေါင်းသူတော်ကောင်းတွေဖယားကြိုက်အောင်ပူဇော်ခြင်းအစစ်နဲ့ပူဇော်ရာရောက်သွားပါပြီခတ်တာပါရဲ့လား
လွယ်လွယ်လေးပဲဒါကြောင့်အဲ့ဒီဩဃာသတရဏဂုံသီလသမထဘာဝနာဝိပဿနာဘာဝနာလေးနဲ့လေရအောင်ပူဇော်သွားပါဟုတ်လားဒုပရိသတ်မပြောနဲ့ဦးဇင်းတို့တော့ရောက်တုံးရှင်တော်မြတ်ဘုရားရဲ့သက်ရှိထင်ရှားဂုဏ်တော်တွေအာယုံပြုတ်ပြီးတော့တညက်နေလုံးပူဇော်ရတာဒါကြောင့်ဒေါ်နန်းဦးတို့သဘူတိတိလူငယ်အဖွဲ့တို့ကိုအလွန်ကျေးဇူးတင်ပါတယ်လို့ဦးဇင်းတို့ပြောတာပါဟုတ်လားဒါကြောင့်ဒီပူဇော်ခြင်းရဲ့အရသာကိုယ်တိုင်လည်းခံစားပြီးပြီဒီအကျိုးလည်းသိထားတဲ့အတွက်အာလုံးတို့ဓမ္မဆွေတော်မျိုးတော်တွေလည်းဒီအရသာမျိုးခံစားရင်းနဲ့ဒီအကျိုးမျိုးတွေကိုရစေခြင်းလို့ဒီနေ့ဒီတရားကိုအများကြီးဖြတ်တောက်ပြီးတော့မှလူရင်းရှော့ကတ်ကိုသွားတာ2 နာရီကြာပါပဲဟုတ်လားပြီးတော့ဒုပရိသတ်ပူဇော်ဓာတ်ပါပြီလားကဲအဲ့ဒီတော့မပူဇော်ဘဲနဲ့ပြန်ပါလားပူဇော်ပြီးမှပြန်ပါဒီသာဓုခေါ်ပါတယ်ဟုတ်လားဘုရားရှင်ကိုယ်တော်မြတ်ကြီးပြိဋိဘံစံဖို့ရအတွက်လလောက်သာလိုတော်တဲ့အချိန်နဲ့မြတ်စွာဘုရားကမိန့်လိုက်တယ်ငါဘုရားနောင်4 လရှိရင်ပြိဋိဘံစံတော့မယ်ဆိုတော့ဟာဘုရားသာပြိဋိဘံမစံခင်ဒုပရိသတ်သက်ရှိထင်ရှားရှိကြရင်ဘုရားပြိဋိဘံနောင်4 လရှိရင်စံတော့မယ်လို့ပြောတဲ့စကားကြားရင်ငိုမလားရီမလားဘာဖြစ်လို့ငိုမလားတရားမပြည့်လို့ဘောဟုတ်လားပြီးတော့မြတ်စွာဘုရားရဲ့ရှင်တို့တော်ကအဲ့ဒီလိုလဲပြောလိုက်ရောငိုလိုက်တဲ့ကိုတော်တွေပုထုဇဉ်တွေသောတာပန်တွေတဂရဂန်တွေငိုကြယိုကြဟာဘုရားပြိဋိဘံမစံသွားရင်ဘယ်လိုလုပ်မလဲဒီယုတ်ကလတ်တော်ကြီးဘယ်လိုတည်စောတဲ့လောင်ကျွမ်းမလဲအကုန်လုံးအပိုးစကားတွေနဲ့ပြောနေတာဓမ္မရမဆိုတဲ့မထေရမြတ်လေးကခက်လန်းလန်းမှာတပါးလေးပဲနေနေတာဒီတော့ကိုတော်တွေအချင်းချင်းလက်ကုပ်ပြီးကြည့်ပါဦးကွာမြတ်စွာဘုရားကနောင်4 လရှိရင်ပြိဋိဘံစံမယ်လို့ပြောလို့တို့မှတော့ခံစားလိုက်ရတာသူ့မှာတော့ဘာဘီလင်းမှမရှိဘူးဆိုအတင်းပြောကြတာဒီတော့မြတ်စွာဘုရားကချစ်သားလာအောင်ဓမ္မရမဟောဒီကိုတော်တွေကမင်းကိုပြောနေတယ်ငါဘုရားပြိဋိဘံစံမှာသိပါရဲ့လေတောင်မှာငါဘုရားကိုတန်ဖို့မတတ်ဘူးဘယ်လိုမှမမြတ်လို့တဲ့ကိုတော်မျက်ရည်လေးတစ်ပေါက်တော့မကြဘူးလို့မင်းကိုပြောကုန်ကြပြီသူတို့ပြောသလိုမင်းငါဘုရားကိုတန်ဖိုးမထားဘူးလားချစ်သားရှင်တော်မြတ်ဘုရားကအာလုံးယဟန်တွေရဲ့ရှေ့မှာမေးတဲ့အချိန်ဓမ္မရမမထေရလျှောက်တဲ့စကားအရှင်ဘုရားနောင်4 လရှင်ပြိဋိဘံစံမယ်ဆိုတာတပည့်တော်ကြားရတဲ့အချိန်အရှင်ဘုရားကိုတန်ဖိုးထားလို့တပည့်တော်ရင်ထဲမှာခံစားလို့နေရပါတယ်အော်မြတ်စွာဘုရားပြိဋိဘံမစံခင်ကာလလေးမှာငါသည်ရထားတဲ့ဟောဒီယုတ်တရားနန္တရားရဲ့အပေါ်မှာဆင်းရဲကြောင့်ကောင်းမြတ်တဲ့ဝိပဿနာတရားရှုမှတ်ပွားပြီးတော့ရလာတဲ့ဝိပဿနာဉာဏ်မဉ္ဇဉ်ဘုံဉာဏ်ဆိုတဲ့တရားလေးများပူဇော်ရရင်ငါရဲ့ပူဇော်ခြင်းကဘယ်လောက်များကောင်းလိုက်လိမ့်မလဲတပည့်တော်အရှင်ဘုရားပြိဋိဘံစံဖို့ကြံနေသေးတဲ့ဟောဒီ4 လအတွင်းမှာယုတ်တရားနန္တရားကြီးကိုဝိပဿနာရှုပွားပြီးတော့ရတဲ့တရားနဲ့ပူဇော်ခြင်းလို့တပည့်တော်တရားအားထုတ်ဖို့စဉ်းစားနေတာပါဘုရားပြိဋိဘံဘာလုပ်ဖို့လဲတရားလုပ်ဖို့ပါဒီတော့မြတ်စွာဘုရားကိုတန်ရောစဉ်မရှိလို့ဟောရတာအဲ့ဒီတော့မှမြတ်စွာဘုရားကအာလုံးသောတန်ဃာတွေရဲ့ရှေ့မှာသာဓုသာဓုသာဓုချစ်တာငါဘုရားရှင်ကိုယ်တော်မြတ်ကိုတကယ်မြတ်လို့တဲ့တကယ်တန်ဖိုးထားတဲ့တကယ်ဆုံးမကြည်ညိုကြတဲ့ဆိုရင်ငါဘုရားရဲ့သားတော်သမီးတော်အလုံးတို့သည်သင်ချစ်သားလျှောက်ထားသလိုပါပဲဆွမ်းပန်းရည်ကြံသစ်သီးတွေနဲ့ကပ်ပြီးတော့ကျင့်တဲ့ယုံနဲ့ဘယ်တော့မှမပြည့်စုံကြပါဘူးသင်တို့ရထားတဲ့ယုတ်တရားနာတရားရဲ့အပေါ်မှာကာယဝေဒနာစိတ်ဓမ္မသတိပဋ္ဌာန်တရား၄ ပါးရှုမှတ်ပွားပြီးတော့ရလာတဲ့တရားတို့တရားမြတ်နဲ့ပူဇော်ရင်အဲ့ဒါငါဘုရားကိုတကယ်ကြီးညိုတဲ့ပုဂ္ဂိုလ်အစစ်ဖြစ်ပါပြီငါဘုရားကိုတကယ်မြတ်လို့တန်ဖိုးထားတဲ့ပုဂ္ဂိုလ်အစစ်ဖြစ်ပါပြီရဲ့လို့ဘဂဝါဘုန်းတော်6 ပါးသခင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်ယာဂာတိကရုဏာရှိသောမေတ္တာအဖြင့်မိန်ကြတော်မူလိုက်ပါပေသတည်းပရိသတ်ရေဘုရားကြိုက်တဲ့ပူဇော်ခြင်းကဘာနဲ့ပူဇော်မှကြိုက်ပါသလဲတရားအားထုတ်ပြီးတော့ရတဲ့တရားနဲ့ပူဇော်တာအကြိုက်ဆုံးပါပဲတဲ့ဒါကြောင့်အာလုံးသောဒုဒကဓမ္မပေါင်းသူတော်ကောင်းတွေ
ရှင်တော်မြတ်ဘုရားရဲ့သာသနာတော်မြတ်ကြီးနဲ့အရှင်လက်လက်လူဖြစ်ရင်းနဲ့တွေ့ကြုံကြတဲ့အချိန်ဆွမ်းပန်းရည်ရန်သီသီတွေနဲ့ပူဇော်ကြသလိုနဲ့ပူဇော်နိုင်ပါတယ်အဲ့ဒီလောက်နဲ့ရောင်ရင်းမနည်းပဲနဲ့ရထားတဲ့ယုတ်တရားနာတရားကြီးကိုအသုံးချသမထဘာဝနာဝိပဿနာဘာဝနာတွေနဲ့လည်းပူဇော်လိုက်ကြပါဦးအဲ့ဒါမှဖရာကြိုက်တဲ့ပူဇော်ခြင်းအစစ်ဖြစ်ပါပြီနော်ဒီလောက်ဆိုရင်ဒုပရိသတရားနဲ့သဘောပေါက်တော့ပါပြီအပြင်ကနာတဲ့ဒကာကြီးတွေဒကာမကြီးတွေအေးမိပင်မမှာစိုးပါလေတဏှာကြီးတိတော်တော့ပါပြီနော်ရှင်းတတ်ပြီလားဒေသေတံဘုဒ္ဓဗုလေနသုနေတဝါဓမ္မဒေသနာအဘိနန္ဒတာစေတေနာသာလူသာလူတိပါဒထာသာရောတရားနာလာရပါတဲ့မြာရမပေါင်းသူတော်ကောင်းတို့ဒုမေသင်သူတော်ကောင်းအပေါင်းတို့သည်သုဒ္ဓဗုဒ္ဓနာဒါနသီလသမာဓိပညာနှင့်ဆက်ရှင်သောဘုဒ္ဓအဖျားဖျားကိုပြီးစွမ်းတော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီး၏သန္တိကံအထံတော်မှဒေတိတံတဆင့်ခံငါဟောကြားအပ်သောဣမဓမ္မဒေသနာအများအကြိုက်တွေကိုအကြိုက်တွေပူဇော်ရများနေတဲ့ခေတ်ကြီးထဲမှာဘုရားအကြိုက်နဲ့ပူဇော်ရင်းဖြင့်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ဖို့ရန်ရည်တံဟောကြားအပ်သောဘုရားကြိုက်အောင်ပူဇော်ပါအမည်ပေးလိုက်တဲ့ဤတရားဒေသနာတော်မြတ်ကိုသူနေတဝါကောင်းစွာယုတ်သိနာကြကြကုန်ပြီးသည်ဖြစ်၍အဘိနန္ဒနာစေတေနအလွန်နှစ်သက်ရွှင်လန်းဝမ်းမြောက်ဝမ်းသာပီတိဖြာကြကုန်လျက်အဘိနန္ဒနာစေတေနဟောဒီကိုတော်ငါတို့ကပြောင်းသလိုနောက်သလိုနဲ့တကယ်မဟောဘူးထင်လို့နှစ်နာရီလို့ပြောမိပါတယ်အောက်ကလည်းအေးအထက်ကလည်းအေးလေကလည်းတိုက်ပါပြီတဲ့နဲ့သူမအေးတိုင်းငါတို့ကိုအရှိကြီးနှစ်နာရီဟောလိုက်တယ်ရဲ့လို့အောက်အေးအထက်အေးအပေါ်အေးဘေးအေးနဲ့အေးခံရတဲ့အပြင်ကလူတွေစိတ်ထဲမှာကြင်ခင်းလို့မကြင်မနှက်နဲ့ပြန်ရမယ်ဆိုရင်ပရိသတ်ရဲ့အပြစ်တော်တင်ရင်လည်းပဲကြည်ကြည်နက်နက်နဲ့ခံပါမယ်သို့သောပရိသတ်ရဲ့နည်းနည်းလေးရှင်းပြတာနဲ့နားထောင်ပါဦးဟောဒီကိုယ်တော်ဒီတရားကိုဟောရင်ဘယ်မြို့မှာဘယ်ရွာမှာဟောနှစ်နာရီခွဲတော့အမြဲတမ်းရောက်သွားတဲ့တရားဖြစ်ပါတယ်။ဩဒီကနေ့ညတော့ဖြင့်ငါအလိုက်မသိရင်သူတို့လည်းမတတ်တာငါလည်းပင်မရကြီးရဲ့။ဩအလိုက်သေးသေးနဲ့ငါကတ်တော့လုံးမပဲရဲ့လို့တရားတွေကိုဟိုဘက်ကနှုတ်ဒီဘက်ကပဲလူရင်းကိုပဲရောက်အောင်သွားပြီးတော့ဟောပေးလိုက်တာဖြစ်ပါတယ်။ဒါကြောင့်အမှန်သူဟောမှာကနိုင်ဝက်ကြံသေးတယ်ငါတို့ကိုတနာလုံးလို့သူလည်းတတ်တာငါတို့လည်းတတ်တာနိုင်ဝက်ခွာသွားတယ်လို့အမှန်သိအောင်ပြောပြီးရင်ပြန်ကားတွေးကြည်လက်တဲ့စိတ်ကလေးတွေအမြန်ဝင်ကြီးကြီးလေးလေးဝမ်းမြောက်ဝမ်းသာပီတိဖြာကြကုန်လျက်သာဓုသာဓုတိသာဓုသာဓုသာဓုလို့ခေါ်သောသူတော်ကောင်းသူမြတ်လောင်းတို့ရဲ့ကောင်းမြတ်တဲ့ကြွေးကြော်သံကိုပါသထာသုံးချိန်